အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဘက်ကတော့ကျွန်တော် Go Crypto ရဲ့အပတ်စဉ်လုံးနေကြ community call ဖြစ်ပါတယ်ဒီဘက် community call ကကျွန်တော်အပတ်စဉ်40နဲ့မှ8000ရောက်ထိုင်ပေါ့နော်ကိုစခဲ့ရလဲဒီနေ့ကြော်ခဲ့ပြီကိုစပြီးတော့လုပ်ခဲ့ရနိုင်ကျွန်တော် community call တွေငလင်းဘေးတင်နေတဲ့အချိန်ကလွှဲလို့ကျန်တဲ့ရက်တွေမှာကျွန်တော် community call တွေအပတ်တိုင်းလုပ်ဖြစ်ခဲ့တယ်ဒီတစ်ပတ် community call ကိုလာရောက်နားထောင်ပေးခဲ့ကြတဲ့လူတွေတယောက်ချင်းစီတိုင်းလည်းကျေးဇူးတင်ပါတယ်ဒီတော့ကျွန်တော်ဒီတစ်ပတ်ရွေးချယ်ထားတဲ့ community call ခေါင်းစဉ်ကတော့ဘယ် market မရောက်ခင်ဘာတွေပြင်ဆင်တင်လဲပေါ့နော်ကျွန်တော်တို့ဖြစ်ပြီးရင်ပြတ်တတ်တာကလောကရဲ့သဘာဝတရားတစ်ခုပဲကျွန်တော်ဖြစ်ပြီးရင်ပြတ်မှာပဲလူဆိုရင်လည်းဖြစ်ပြီးရင်ပြတ်မှာပဲဒီလိုပဲ market ကြီးလည်းတက်ပြီးကျမှာပဲပေါ့နော်ဒီတော့ကျွန်တော် crypto မှာ၄နှစ်ကိုတစ်ကြိမ် bull run လာလေးရှိတယ်ပြီးရင်ဘယ် market ပြန်လာရပေါ့နော်ဒီတော့ဒီဝမ်းဝင်ကြီးမလာခင်မှာကျွန်တော်တို့ဘာတွေကြိုတင်ပြင်ဆင်တင်လဲဘာတွေကိုကြိုပြီးတော့တတိထားတင်လဲဆိုတာကိုကျွန်တော်ဒီတစ်ပတ် community call မှာဆွေးနွေးသွားကြမှာဖြစ်ပါတယ်ဒီတော့ဒီထက်မှကျွန်တော် crypto level ထဲမှာလုံးဝတက်တန်းရင်ဆုံးဝါရင်ဆုံးဖြစ်တဲ့ coin ကိုအရင်ဆုံးစပြီးတော့မေးလိုက်ပါမယ် coin ဘယ် market မရောက်ခင်မှာဘာတွေကိုတတိထားပြီးတော့ကြိုတင်ပြင်ဆင်တင်လဲဆိုတာလေးကိုပထမဆုံးမျှဝေပေးပါဟုတ်ပြီဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီနေ့ call ကောင်းစဉ်ကတော့ bear market ကိုမရောက်ခင်မှာဘာတွေပြင်ဆင်ထားတင်တယ်လဲပေါ့နော်ဆိုတော့အဲ့ဒီမှာ bear market ဆိုတာတစ်ခုအရင်ဆုံးစပြီးတော့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ crypto market ဒီကျွန်တော်တို့ cycle နဲ့သွားတယ်ပေါ့နော် cycle နဲ့သွားတယ်bull market bear market အဲ့လိုမျိုးသွားကြတယ်ပေါ့နော်အဲ့တော့ bull market ထဲမှာဈေးနည်းနည်းပြန်ကျတဲ့ဒီphase တွေလည်းရှိတာပေါ့နော် correction phase တွေ consolidation phase တွေလည်းရှိတယ်အဲ့လိုပဲ bear market ထဲမှာလည်းနည်းနည်းဈေးပြန်တက်တဲ့ phase တွေရောရှိတာပေါ့ဒါပေမဲ့တကယ် bull market bear market ဘယ်လိုဖြတ်လဲဆိုတော့ bull market ကိုတော့လေကျွန်တော်တို့ကဘယ်လိုယာခိုင်နှုန်းနဲ့ပေါ့နော်ဖြတ်တာမရှိဘူးဘာလို့ဆို bull market ဒီတိတတာယာခိုင်နှုန်းအများကြီးနဲ့ထောင်တက်မသွားဘူးပေါ့နော်ဥပမာဗျာလက်ရှိ Bitcoin ဈေးက3သိန်းပေါ့နော်3သိန်းကနေ 80% တာတက်ရမယ်ဆိုလို့ရှိရင်3သိန်းနဲ့8000ဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးတက်မှဒါ bull market ရောက်သွားပါပြီလို့တော့မရှိဘူးကျွန်တော်တို့ကဒီ8000 9000လောက်ကနေ3သိန်းလောက်တက်လာရင်လည်းအားလုံးကဘူးပြီဆိုပြီးတော့ပြောနေကြပဲပေါ့နော်အဲ့တော့ bear market ကြတော့အဲ့လိုမျိုးမဟုတ်ဘူးပေါ့ bear market ဒီသူကလုံးဝ crypto ရဲ့ price ဒီဆူရွာအဲ့လိုမျိုးပေါ့နော်ကျဆင်းသွားတာဟုတ်ပဲကျွန်တော်တို့ bear market လို့ခေါ်လေးရှိကြတယ်သူကဘယ်လောက်ထိဆူရွာလဲဆိုလို့ရှိရင်ねအဲ့လို80နဲ့အထက်ပေါ့နော်80 80ပေါ့ဥမာလက်ရှိ Bitcoin ဈေးကအခုကျွန်တော်တို့လက်ရှိထားပါတော့1သိန်းပေါ့ဗျာ1 Bitcoin ကိုဒေါ်လာ1သိန်းပေါ့1 Bitcoin ကိုဒေါ်လာ1သိန်းကနေဆိုတော့80% ကျရမယ်ဆိုလို့ရှိရင်ဒေါ်လာ2000ထိထိုးကြသွားမှာအဲ့လိုမျိုးအခြေအနေမျိုး bear market လို့ခေါ်တာပေါ့နော်အဲ့တော့duration ပေါ့ဒါတော့ definition ကျွန်တော်သိပါတယ် bear market ကဘာလဲဆို crypto asset တွေရဲ့တန်ဖိုးတည်အဲ့လို80% 80% လောက်ကြီးထိုးကြတာကိုကျွန်တော်တို့ bear market လို့ခေါ်တယ်duration ကဘယ်လောက်ကြာလဲဆိုတကယ် bear market သွားတဲ့အချိန်ကတော့တဲ့ကျွန်တော်တို့တစ်နှစ်ပဲပေါ့နော်တစ်နှစ်တောင်မကြာဘူးအဲ့လောက်ပဲကြာလေးရှိတယ်တစ်နှစ်အတွင်းမှာပြောချင်တာတော့ကျွန်တော်တို့တကယ်အခုလက်ရှိ Bitcoin ဈေးဒေါ်လာ1သိန်းကနေ80% ကျပြီးတော့1 Bitcoin ကိုဒေါ်လာ2000ပဲတန်တော့တဲ့ bear market ရောက်သွားဖို့အချိန်ကြာနိုင်ခြေကaverage ပေါ့နော်များသောအားဖြင့်တစ်နှစ်လောက်ပဲကြာလေးရှိပါတယ်တဲ့ဒါပေမဲ့အဲ့တစ်နှစ်အပြီးမှာတော့လက်ရှိ previous ပေါ့နော်ပြီးခဲ့တဲ့ဒီအမြင့်ဆုံးဈေးပေါ့နော် all time high ပေါ့နော်3သိန်းပဲထားလိုက်ပါတော့အဲ့တော့အဲ့3သိန်းကိုပြန်ပြီးရောက်ဖို့ဆိုတာတော့နောက်ထပ်3နှစ်လောက်ပြန်ပြီးတော့ကြာသွားလိမ့်ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော် personal experience အရာဘာတွေပြင်ဆင်ထားတင်လဲဆိုတာမပြောခင်မှာပေါ့နော်ကျွန်တော်အတွေ့အကြုံကိုကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော် crypto တွေကိုစဝင်တာကcovid ပေါ့နော် after covid မှာကျွန်တော်တို့ဒီအလုပ်အားဝါတာတွေရောနားရတာတွေရောပေါ့နော်ပြီးတော့အာနာသိမ်းသွားတယ်အဲ့နောက်ပိုင်းမှာအဲ့ဒီမှာအလုပ်ဒီကျွန်တော်အရင်တော့ကတော့ဒီအစိုးရအလုပ်ဝန်ထမ်းလုပ်တာပေါ့နော်အဲ့တော့အဲ့နောက်ပိုင်းမလုပ်တဲ့အခါကျတော့အချိန်ကြီးပို့ထွက်လာတာပေါ့အဲ့တော့ပို့ထွက်လာတဲ့အချိန်မှာကျွန်တော်ဘာလုပ်ရမလဲဆိုလိုက်ကြည့်ရတဲ့အခါမှာကျွန်တော်ဒီ crypto ကိုတွားတွေ့တာပေါ့နော်
crypto ကျွန်တော်အရင်စတွေ့တာတော့မဟုတ်ဘူးကျွန်တော် Telegram စသုံးတတ်တယ်အဲ့လို Telegram စသုံးတတ်ပြီးတော့ကျွန်တော် Telegram မှာ actively ပေါ့နော်စလုပ်ဖြစ်တဲ့အလုပ်ကဒီ tasking လုပ်တာပေါ့နော် tasking တွေလုပ်ကြတယ် tasking တွေလုပ်ကြတယ်ကျွန်တော်အဲ့တုန်းကတော့run နဲ့ founder တွေကပေါ့နော်ကျွန်တော် Philippines ကလူတွေပေါ့ Philippines ကလူတွေကအဓိကဥဆောင်ပြီးတော့ run နေကျွန်တော်တို့တခြားနိုင်ငံတွေတော်တော်များများလိုက်လုပ်ကြတယ်ပေါ့နော်လိုက်လုပ်ကြရဆိုတာ Philippines တွေပါတယ် Indo တွေပါတယ် Bangladesh ပါတယ် India ပါတယ်မြန်မာပါတယ်အဲ့လောက်ပဲပေါ့နော်ကျွန်တော်ဒီ South Asia region မှာပေါ့အဲ့တော့မြန်မာတွေကဆိုလို့ရှိရင်တော့အဲ့တုန်းကဆိုလို့ရှိရင်ကျွန်တော်အစောဆုံးပဲအဲ့တော့ကျွန်တော်က text ဘယ်လို text တွေလုပ်ကြရလဲဆိုတော့ဟိုကျွန်တော်ကအဲ့တုန်းက comment to stats လို့ခေါ်တာပေါ့ကျွန်တော် Philippines လို့ပေါ့နော်ဘာလုပ်လဲဆိုတော့ social media မှာကျွန်တော် engagement farming လုပ်တာ project တွေကအဲ့လိုမျိုးသူတို့ X ရှိရယ်အဲ့တုန်းကတော့ Twitter ပေါ့နော် Twitter ရှိရယ် Twitter မှာသူတို့ကအဲ့လိုမျိုး followers လိုချင်တယ်သူတို့ရဲ့ tweet တွေကို like တွေ comment တွေ retweet တွေလိုချင်တယ်ဒါတွေကိုကျွန်တော်တို့ရလုပ်ပေးရပါတော့အဲ့လိုလုပ်ပေးရလူတွေကိုproject တွေကနေပြီးတော့ budget ပေးရပါတော့သူတို့ရဲ့ဒီ tweet တစ်ခုကို engagement လိုချင်တယ်ဆိုရင်အဲ့လိုကျွန်တော်တို့ဆွမ်းနာပြောတဲ့ Philippines က founder တွေလက်ထဲကိုပတ်စံပေးပြီးလာအပ်တာပေါ့နော်budget ဘယ်လောက်ဆိုပြီးလာအဲ့လိုက်တယ်ဆိုတော့အဲ့မှာ तू ခေါ်ထားတဲ့တကယ်လူအစ်စ်တွေပေါ့နော်ပေါ်တွေမဟုတ်ဘူးတကယ်လူအစ်စ်တွေကိုဒီ tweet ကို like လုပ်ပေး retweet လုပ်ပေးcomment ရေးပေးပေါ့နော်ဆိုတော့အဲ့လိုဆိုရင်ဘယ်လောက် crypto ပေးမယ်ပေါ့နော်ကျွန်တော်အဲ့ဒါကြီးကစပြီးတော့ crypto တိခဲ့တာအဲ့ဒါကြီးလုပ်တယ်ပြီးတော့နောက်ပိုင်းမှာအဲ့လိုကျွန်တော်တို့ဒီအဲ့လို comment ဆိုလို့ရှိရင်လည်း comment ကိုဟိုဒီတိုင်းပဲ LFG high or nice project ဒါမျိုးရေးတာပဲရှိတယ်လို့တကယ်ကိုရှည်လေးရ comment တွေကောင်းကောင်းကဲနေရေးရတယ်ရှိအောင်ဈေးမတူဘူးပေါ့နော်သူက comment ရေးတာတော့မှပဲအမျိုးအစား2မျိုး꿰တည်ရဗျာအဲ့လိုမျိုးဆိုတော့အဲ့တုန်းကဆိုလို့ရှိရင်ပြီးတာ Bitcoin တွေပြီးတာအဲ့တုန်းက Bitcoin ဈေးဒီလောကဒေါ်လာ1000ကျော်လေးပဲရှိတာပေါ့နော် Bitcoin တွေပြီးတာBitcoin တွေပြီးတာဆိုမြန်မာထဲမှာဆိုလို့ရှိရင်တကယ်လွန်ခဲ့4နှစ်လောက်ကပေါ့နော်ကျွန်တော်ကပထမဆုံးပဲစပြီးတော့တည်သွားရပေါ့နော်တည်သွားပြီးနောက်ပိုင်းမှာမြန်မာတော်တော်များများပဲကျွန်တော် group လေးတစ်ခုလုပ်တယ်လုပ်ပြီးတော့အဲ့လိုမြန်မာတွေကိုခေါ်ပစ်တာပေါ့နော်ခေါ်ပစ်ပြီးလာဒီလိုမျိုးcomment တွေလာရေးပေါ့နော်ရေးပြီးသွားလို့ရှိရင်ဒီလိုမျိုး text တွေ like လုပ်အဲ့ Philippines က group တွေကိုလည်းထည့်ပေးတာပေါ့နော်အဲ့ group တွေလည်းထည့်ပေးကိုပါကိုမြန်မာ Telegram group လေးလုပ်ပြီးတော့အဲ့တော့ကျွန်တော်တို့တော်တော်များများရကြအဲ့ Bitcoin တွေအများကြီးပဲရကြအဲ့တော့ Telegram မှာ tip ပေါ်ရှိတယ်လက်ရှိမှာတော့ CC tip တစ်ခုတော့ပဲအသက်ရှည်ပြီးကြံနေတာပေါ့နော်အဲ့တုန်းကတော့အများကြီးပဲတခြားသော tip ပေါ်တွေပါကြတွေအဲ့လို coin tip တွေအမျိုးစုံရှိတာပေါ့နော် tip ပေါ်တွေရှိရဲအဲ့လို tip ပေါ်တွေကနေကျွန်တော်တို့ရ Bitcoin တွေရတယ်အဲ့ရတဲ့ Bitcoin တွေကိုဘာလုပ်လဲဆိုတော့အဲ့လိုပဲစုထားပေါ့နော်စုထားပြီးတော့ဟိုရောက်တာပေါ့နော်Binance ကိုပြန်ပို့ပေါ့ရအောင်ပေါ့နော်အဲ့လိုမျိုးစလုပ်ခဲ့တာဆိုကျွန်တော်ပထမဦးဆုံးစပြီးတော့ကြုံတာကကျွန်တော်ဗမာစကြုံလဲဆိုတော့ဟိုမှာစကြုံတာပေါ့နော်ဘူးရန်မှာစကြုံတာဘူးရန်စကြုံပြီးတော့ကိုမျက်စိရှိမှနေမယ် Bitcoin ဈေးတက်သွားပြီးတော့အဲ့ကိုမျက်စိရှိမှနေမယ်Bitcoin ဈေးကျတာကိုဈေးထိုးဆူရွာကြီးထိုးကြတာကိုမြင်ရတာပေါ့နော်ဘာလို့ကျွန်တော်ဘူးရန်စကြုံနေပြောလဲဆိုတော့ကျွန်တော် Solana ပေါ့နော်အဲ့တုန်းကကျွန်တော် Solana ရမ်းကြိုက်တာ Solana ကျွန်တော်မျက်စိရှိမှ Solana စပြီးထွက်လာစပြီးတော့မထွက်လာခင်ပေါ့နော်စပြီးတော့ထွက်လာမယ်လို့ကြီးညာတဲ့အချိန်မှာလေးကကျွန်တော်တွေ့ခဲ့တာပေါ့ကျွန်တော်စဝယ်တော့ဆိုလို့ရှိရင် Solana အဲ့လိုအရင်တော့ကနော်$8ပေါ့အဲ့လို$8ပဲရှိရအဲ့$8ကနေကိုရှိနေမဲ့$17ပြီးလို့ရှိရင်အဲ့လို$13ပြီး$30 50 80 100 130 150တက်သွားပါတော့220လောက်မှကျွန်တော်ပြန်ရောင်းဖြစ်ခဲ့တာပေါ့အဲ့လိုမျိုးဘူးရန်ယူကျွန်တော်ကြုံခဲ့တာပြီးတော့မှအဲ့ bear market ကြီးကိုစကြုံတာပေါ့နော် bear market ကြီးစကြုံနေဆိုတော့2020နှစ်ပေါ့နော် तू ကအဲ့မှာမှကျွန်တော်လည်းအရင်တုန်းကကို bear market ကဘယ်နှစ်နှစ်ကိုတစ်ခါလောက်ဖြစ်ခဲ့တယ်လဲဆိုပြန်ပြီးတော့လေ့လာကြဆရာကြီးလောက်တာပေါ့နော်ဆရာကြီးဖြစ်သွားပြီပဲကျတော့ဆရာကြီးလောက်ပြီးတော့ပြန်လေ့လာကြည့်တဲ့အခါကျတော့အမှဘာတွေသွားတွေ့လဲဆိုတော့အဲ့လိုပေါ့ဒီ coin market cap ပေါ့နော် CMC ပေါ့အဲ့ CMC ဆိုတာ coin market cap ကဟိုးရင်တော့သူဒီ crypto နဲ့ပတ်သက်တဲ့ data တွေကိုတင်ပေးတဲ့ website လေးပေါ့နောက်ပိုင်းမှာတော့ Binance Holding ကနေပြီးတော့ဝယ်လိုက်တာပေါ့နော် Binance အပိုင်ဖြစ်သွားတာ Trust Wallet လည်းဒီလိုပါပဲစာရဝန်တော့သူ launch လုပ်ခဲ့တာနောက်ပိုင်းမှာ Binance ကဝယ်လိုက်တာပေါ့အဲ့တော့အဲ့ဒီမှာဘာသွားတွေ့လဲဆိုတော့အဲ့ coin market cap မှာကျွန်တော်ကသွားကြည့်ရအဲ့တော့ပေါ့နော်သွားကြည့်ရအခါကျ Bitcoin ရဲ့ဈေးဒီလုံးဝ2014တုန်းကတစ်ကြိမ်2018တုန်းကတစ်ကြိမ်2022တုန်းကတစ်ကြိမ်3ကြိမ်တိတိပေါ့နော်သူ့ရဲ့အရင်ဆုံးကအများဆုံးမြင့်တက်ခဲ့တဲ့ all time high ပေါ့နော်ဈေးကနေပြီးတော့အဲ့လို80-80ရာခိုင်နှုန်းတွေထိုးကြတာတွေ့ရတယ်ဒါပေမဲ့ကျွန်တော်ပထမဆုံးစကြုံတာတော့အဲ့ဒီ2022မှာပေါ့နော်
တခုကန်ကောင်းတာအဲ့ချိန်တော့ကြာဟို trader လည်းမဟုတ်သေးဘူး investor လည်းမဟုတ်သေးဘူးပေါ့နော်အဲ့တော့တိတ်လည်းလက်ထက်မှာမစုမိခဲ့ဘူးမစုမိခဲ့တော့ရလာရဲဆိုရောင်းပလိုက်ရလာရဲဆိုရောင်းပလိုက်တာပဲဆိုတော့ bear market မှာတိတ်ပြီးတော့ဆူဆူရွာကြီးမကြုံခဲ့ရဘူးပေါ့နော်ဆွမ်းနာရှင်းမှာပြောသလိုဆိုဝယ်ခဲ့တဲ့ဆိုလနာတွေကလည်းအမျက်ရပြီးရောင်းလိုက်တာဟုတ်အဲ့တော့ပထမဆုံး bear market မှာကျွန်တော်ဆူဆူရွာမကြုံခဲ့ရဘူးပေါ့နော်တိတ်ပြီးတော့ one နဲ့စရာမရှိခဲ့ဘူးအဲ့တော့2022မှာတစ်ခါကြပြီးတော့ calendar အကျဆိုလို့ရှိရင်ပေါ့နော်၄နှစ်ပေါ့၄နှစ်တစ်ကြိမ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်ဆိုဘယ်လောက်ဖြစ်မလဲ2026ပေါ့နော်လာမယ့်နှစ်ပေါ့လာမယ့်နှစ်မှာကျွန်တော်တို့အကုန်လုံးအတွက်ကြောက်စရာလက်ရကောင်းနေပေါ့နော်ဘေးမားကတ်ကြီးကိုကြုံလာနိုင်ချေရှိပါတယ်ကလန်နာကြပေါ့နော်အဲ့တော့အဲ့လိုဘေးမားကတ်ဘာလို့ဖြစ်လာတယ်လဲဆိုတာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့အဓိကကတော့ဒီ traders တွေ investor တွေက profit taking လို့ခေါ်တာပေါ့နော်အမျက်ယူကြတာပေါ့အမျက်ယူကြရဲဆိုအခု Bitcoin ဈေးဒီလောက်ရောက်လာတဲ့အချိန်မှာ Bitcoin holder တွေကထုတ်ရောင်းတဲ့လူတွေရှိမယ်အဲ့လိုမျိုးပဲပေါ့နော်တခြားသော coin တွေကိုကင်ထားတဲ့လူတွေလည်းလက်ရှိကိုယ့်လက်ထဲမှာရှိရတဲ့ရောင်းထုတ်တဲ့လူတွေရှိမယ်ဒီ space ကတော့ဗျာလူအကုန်လုံးကတစ်ချိန်တည်းမှာစပြီးတော့ပြိုင်တူတာထွက်တာမဟုတ်ဘူးပေါ့အပြည့်ပြိုင်ပွဲတစ်ခုတော့အားလုံးဒီ entry point တူကနေစပြေးတာမဟုတ်တဲ့အခါကျတော့ဟိုရင်းကပြေးလာတဲ့လူလည်းရှိမယ် land drop ကဝင်ပြေးတဲ့လူလည်းရှိမယ်ပေါ့နော်အဲ့တော့တယောက်နဲ့တယောက်နဲ့က crypto တွေကိုဝယ်တဲ့ entry point တွေတော့မတူကြဘူးဒါပေမဲ့ market ရဲ့ price action ကတော့အကုန်လုံးကတသက်ခံရမှာနော်အဲ့ဒါတစ်ချက်ဒါအရေးကြီးတာပေါ့နော်အဲ့တော့ဟိုသူများနဲ့ကိုနဲ့ဒီဘာတွေပြင်ဆင်ရမလဲဆိုတဲ့နေရာမှာတူမှာမဟုတ်ဘူးကိုအတွက်ပြင်ဆင်ရမယ့်အပိုင်းနဲ့သူများအတွက်ပြင်ဆင်ရမယ့်အပိုင်းဒီstandardize မဖြစ်နိုင်ဘူးပေါ့နော် individualize ဖြစ်လိမ့်မယ်တယောက်ချင်းစီပဲကိုယ့်အကို manage လုပ်ရမှာပဲအဲ့တော့ဘာတွေ manage လုပ်ဖို့လိုမလဲဆိုတော့ဘယ်လိုလောက်လာနိုင်ခြေရှိလဲဆိုတာခံမှန်းကြည့်ရတော့ကျွန်တော်ဆွမ်းပြောသလို2026အတွင်းမှာအဲ့တော့ကျွန်တော်ဆူဆူရွာဘင်း market ကြီးကြုံနိုင်တယ်ဒါပေမဲ့အရင်တော့ဖြစ်ခဲ့တာကြီးကြည့်မယ်ဆိုလို့ရှိရင်အဲ့နှစ်တွင်းမှာကြုံမယ်ဆိုရင်တော့နှစ်စမှာသူကဘင်း market လာလေးမရှိဘူးပေါ့နော်ကျွန်တော်ဒီ Christmas ဒီ Christmas အပီးပေါ့နော် New Year Chinese New Year ဒီလောက်ထိမှာဈေးလေးကအဲ့လိုပဲနည်းနည်းအခါလီထိုးတက်သွားတာရှိသေးတယ်အဲ့နောက်ပိုင်းနေမှာဒီ quarter 2 quarter 3ပေါ့နော်တစ်နှစ်ကို၄ပုံပုံရင်၄ပုံပုံလိုက်မယ်ဆိုရင်တစ်ပုံ3လရှာမှာပေါ့နော် quarter 1ဆိုရင် January February March ပေါ့အဲ့လိုပုံစံနဲ့တစ်နှစ် quarter 4ခုမှာဒီနောက်ထပ် quarter တွေပေါ့ quarter 2 3 4လောက်မှာအဲ့လိုဘယ် market ကြုံနေရှိတာဆိုတော့ maybe ကျွန်တော်တို့2026အဲ့ကျန်တဲ့ရှေ့3လဖယ်လိုက်တဲ့နောက်ပိုင်းမှာတကယ်ဆူဆူရွာဘယ် market ကြီးကြုံလာနိုင်ကြီးရှိရပေါ့နော်လက်ရှိ Bitcoin တသိန်းကနေပြီးတော့2000နေ2000ခွဲတွေအဲ့ထက်နေတာအကြောင်းဖြစ်လာနိုင်ကြီးလည်းရှိတယ်အဲ့တော့ Ethereum လည်းဒီလိုပဲလက်ရှိဈေးကနေအဲ့လိုဟို3 digit တွေပါပြန်အောင်ဝနိုင်ကြီးရှိတယ်အကြောက်စရာကြီးပေါ့နော်တကယ်တော့တစ်ဖက်ကတွေးကြည့်မယ်ဆိုလို့ရှိရင်တော့ကြောက်စရာကြီးပေါ့အဲ့တော့အဲ့လိုကြောက်စရာကြီးမဖြစ်အောင်လို့ကိုကတော့ဘာလို့တလဲဆိုလို့ရှိရင်နံပါတ်1ကတော့ knowledge လိုတာပေါ့အဲ့တော့ဒီ crypto asset တွေကဒီလိုမျိုး cycle လိုက်ပြန်ပြီးတော့ဈေးကျသွားနိုင်ခြင်းရှိရဲဆိုတော့အဲ့ဒီknowledge တော့မဖြစ်မနေရှိထားရမယ်ဒီ knowledge ရှိထားမှသာလက်ထဲမှာ crypto asset တွေကိုဒီတိုင်းကင်ထားတဲ့အခြေအနေကနေလွတ်မြောက်နိုင်မှာဟုတ်အဲ့တော့ပြီးရင်ဘာလုပ်မလဲပေါ့နော်ဘာလုပ်မလဲဆိုတော့နံပါတ်1ပြင်ဆင်သင့်တဲ့နံပါတ်1ကတော့ကျွန်တော် de-risking လို့ခေါ်တယ် de-risking ဆိုတာကိုယ့်ရဲ့ risk တွေကို short ချတာပေါ့နော်လက်ရှိမှာရှိတဲ့ဈေးကနေပြီးတော့ကိုကဒီတိုင်းကင်ထားလိုက်လို့ရှိရင်အဲ့လိုဆွမ်းနာပြောသလိုတန်ဖိုးကအဲ့လို80%ရာခိုင်နှုန်း80%ရာခိုင်နှုန်းကျသွားလို့ရှိရင်ဖြစ်လာနိုင်မဲ့ risk တွေကိုကားရတာပေါ့နော်အဲ့လိုကားတဲ့နေရာမှာကားတဲ့နီလန်တွေကတော့အများကြီးပဲရှိတယ်အဲ့တော့တော်တော်များများ3လေးရှိရဲ့အဓိကနီလန်ကတော့ DCA လောက်တာပေါ့နော် DCA လောက်တယ်ဆိုတာကျွန်တော်လက်ရှိကိုယ့်လက်ထက်မှာရှိပြီးသားအမောင်ကိုကျလာတဲ့ဈေးအတိုင်းဖြစ်ဝယ်တာပေါ့နော်အဲ့တော့နမူနာရှင်းရှင်းလင်းလင်းပြောရလို့ရှိရင်တော့တစ်သိန်းမှာ1 BTC ဝယ်လိုက်တယ်ဆိုရင်ကျွန်တော်တို့က9000မှာနောက်ထပ် 1 BTC ထပ်ဝယ်မယ်ပေါ့နော်ဆိုရင်လက်ထက်မှာကင်ထားတာက2 BTC ဖြစ်သွားမယ်အဲ့တော့ total cost က3သိန်းခွဲဖြစ်သွားမယ်ဆိုရင်ကိုယ့်ရဲ့ဝယ်ဈေးအနေနဲ့တွက်မယ်ဆိုရင်1 BTC က9000ခွဲပဲကျတော့မယ်ပေါ့နော်အဲ့လိုပဲအဲ့ထက်ပြီးတော့တခါ2000ခွဲကျသွားတယ်2000ခွဲကျသွားတဲ့အခါမှာနောက်ထပ်ကိုက Bitcoin 2 coin ထပ်ဝယ်မယ်ဆိုလို့ရှိရင်ကိုယ့်လက်ထဲမှာ Bitcoin 4ခုရပါမယ်ကိုသုံးလိုက်ရတာစုစုပေါင်း3သိန်းရယ်9000ရယ်2000ခွဲကို2 coin 9000ဆိုတော့ဒေါ်လာ2သိန်းပေါ့နော်အဲ့တော့ဒေါ်လာ2သိန်းသုံးပြီးတော့4 Bitcoin ဝယ်လိုက်တယ်ဆိုတော့1 Bitcoin ကိုဝယ်တဲ့ဈေးက9000ထိပြန်ဆင်းသွားမယ်ဒါမျိုးပေါ့နော်အဲ့ဒီ strategy ကတော့ဟို crypto ကိုလုံးဝဟိုမရောင်းချင်နဲ့ကင်ထားချင်နဲ့ဖြစ်ဝယ်ပြီးတော့ long term vision ပေါ့နော်ဟိုနောက်နာကတစ်ချိန်အတွက်ဟို crypto ကိုလက်ထဲမှာဟို asset တစ်ခုအနေနဲ့ကင်ချင်နဲ့တကယ်ခိုးတာစီတုံးနေနီးလမ်းပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ကိုယ်နေတော့ဟိုဒီကျွန်တော်အပါဝင်မှာပဲကျွန်တော်အဲ့ထက်မှမပါဘူးတကယ်ပြောကျွန်တော်အပါဝင်ဒီကြီးကတော်တော်များများလဲအဲ့ဒီstrategy နဲ့တိတ်ပြီးတော့ဟို
ကြိုက်တဲ့ရာခိုင်နှုန်းကတော့တိတ်မများလောက်ဘူးလို့ထင်တယ်ပေါ့နော်အဲ့တော့ဒီ risking လောက်တာအောင် DCA နဲ့လုပ်လို့ရတယ်နောက်တစ်ခုကတော့နောက်ထပ်နံပါတ်2ကတော့ profit taking ပေါ့အဲ့တော့ကိုဝယ်ရင်းစည်းနဲ့ကိုပြန်အောင်တဲ့စည်းမှာအမြတ်ရပြီဆိုလို့ရှိရင် bear market နီးလာလေဒီကိုဝင်ထားပြီးသားexit လုပ်ပါပေါ့နော်အဲ့တော့တကယ်ကလည်းအဲ့လို bear market ဆိုတာလည်းအဲ့လိုဖြစ်တာဗျာသိလားလူတွေအကုန်လုံးက bear market လာတော့မှာပဲဆိုပြီးတော့အားလုံးတနည်းတညွတ်ထဲ profit taking နေဒီ risking နေလောက်ကြတဲ့အချိန်မှာတကယ်ကို bear market ကိုရောက်ပို့လိုက်လို့ဖြစ်သွားပါပေါ့နော်ဝယ်လိုအားမရှိတော့ဘူးအကုန်လုံးကချောင်းမွေးရောင်းကြတော့တာဟုတ်အဲ့တော့အဲ့ဒီမှာလည်းကျွန်တော်စနပြောသလိုပဲ target point ကမတူဘူးကြောင်းနဲ့ကြဝယ်တဲ့ဈေးတွေမတူတဲ့အခါကြောင့်မို့လို့ကိုဘယ် coin ကိုဘယ်ဈေးနဲ့ဝယ်ထားခဲ့တယ်လဲတိတိကျကျဟိုလောက်ပါပြန်ပြီးတော့တွက်ချက်ပါပေါ့နော်ကိုရဲ့လက်ရှိအပြင်က fiat ပေါ့နော်ငွေကြေးအပြင်ကဒီကိုကိုင်တွေသုံးဆွဲနေတဲ့ငွေကြေးပမာဏဘယ်လောက်နဲ့ကိုဒီ crypto ဝယ်ခဲ့တယ်လေဘာလို့ကျွန်တော် fiat လို့ပြောလဲဆိုတော့လေကျွန်တော်တို့တွေထဲမှာ USDT ကိုတောင်မှပဲဟို entry point ချင်းမတူဘူးပေါ့နော်အချို့တွေဒီဒေါ်လာဈေး9000 6000နဲ့ USDT ဝယ်ထားပြီးတဲ့လူတွေရှိမယ်အချို့လည်းဒေါ်လာဈေး2000ကျော်လောက်နဲ့ USDT ဝယ်ထားရလို့ရှိမယ်ပေါ့နော်ဒါမျိုးရှိတယ်အဲ့ခါကျတော့တိတိကျကျကိုယ့်အကူfiat နဲ့ပဲတွက်ရတာပေါ့နော် fiat နဲ့တွက်တာအကောင်းဆုံးပါပဲအဲ့တော့ကိုဘယ်ဟာကိုဘယ်လောက်နဲ့ဝယ်ထားသလဲဆိုတာကိုတွက်ပါတွက်ထားပြီးလို့ရှိရင်ခုနပြောသလို bear market ကိုတော့သွားမှာဒါပေမဲ့ bear market ကိုသွားပြီဆိုလို့ရှိရင်ဘာနဲ့တိနိုင်လဲပေါ့နော်ဘာနဲ့တိနိုင်လဲဆိုတဲ့အခါကျတော့အဲ့အချိန်ကြလို့ရှိရင်တော့များသောအားဖြင့်တော့ဒီပညာရှင်တော်တော်များများကတော့ကျွန်တော်တို့ monthly chat တွေကြည့်ကြတာများတယ် monthly candle တွေကြည့်ရပါတော့။တစ်လနဲ့တစ်လမှာသူကဘာဖြစ်လာလဲဆိုတော့ lower high ပေါ့နော် lower high ဆိုတာဟိုဒီ let's say အခုမေမှာ Bitcoin က3သိန်းနဲ့9000ပေါ့နော်ဟုတ်ပြီဂျွန်လဲရောက်တော့သူ့ရဲ့အမြင့်ဆုံးက3သိန်းနဲ့4000ပဲရှိတော့တယ်ဂျွန်ရဲ့နောက်တစ်လပေါ့နော်ဇူလိုင်လဲရောက်3သိန်းပဲရှိတော့တယ်ပြီးသွားလို့ရှိရင်ဩဂတ်လဲရောက်9000ပဲရှိတော့တယ်ပြောချင်တာကတော့အရင်တော့ high ကိုပြန်မတက်တော့ဘူးပေါ့နော်နောက်ထပ်ဒီတစ်လဆိုလဲ cycle ကိုလဲအဲ့လိုတိလေးနဲ့ပဲပြန်ဖြတ်တဲ့အခါကျရင်တစ်လအနေနဲ့ကြည့်လိုက်တော့တစ်လရင်းမှာအမြင့်ဆုံးကတော့3သိန်းဒါပေမဲ့အဲ့တစ်လအတွင်းမှာအတက်လဲကျတယ်အတက်လည်းရှိတယ်အကျလည်းရှိရပေါ့နော်အဲ့ထဲမှာအကျကတော့ကျချင်သူတွေကျနေပြီးတော့တက်တာကဒီထက်မပိုတော့ဘူးနောက်လာမှလည်းဒီလောက်တောင်မတက်တော့ဘူးဆိုလို့ရှိရင်တော့တင်ကြတဲ့ဒါဘေးမကတ်ကိုသွားနေတာပေါ့နော်အဲ့လိုမျိုးတွက်ကြအများပညာရှင်တွေက projection နဲ့ကြည့်တာပေါ့နော်အဲ့တော့နောက်ဆုံးအတစ်ဖြစ်ပေါ်လာတဲ့အမြင့်ဆုံးဈေးတွေဒီအရင်သူ့အရှင်မှာရှိခဲ့တဲ့အမြင့်ဆုံးဈေးထက်ပြီးတော့မတက်နိုင်တော့ဘူးနည်းလာဆိုလှေကတစ်လို့ပေါ့နော်လှေကတစ်လို့မျိုးလို့ ladder like gradually ဆင်းတယ်ပေါ့နော်exponential downfall ခေါ်မှာပေါ့အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ bear market သွားပြီဆိုပြီးတော့အားလုံးကတော့တို့တတ်မှတ်ယူဆကြတာပေါ့နော်အဲ့တော့ number 3ပေါ့ number 3လုပ်လို့ရတာကဆွမ်းနာပြောသလို DCA လုပ်မယ်profit taking ယူမယ်ပြီးသွားလို့ရှိရင်တော့ number 3လုပ်လို့ရတာဘာရှိမလဲဆိုတော့ကျွန်တော်တို့stable coin စုတာပေါ့နော်အဲ့တော့ဒီထဲမှာလည်း create မှာလည်းဆွမ်းနာဘယ်သူလဲမသိဘူးကျွန်တော်ပြောထားရှိပါတယ် memory ပြောထားရပါတော့ BTC ကို USDT ပြောင်းလိုက်ပြီတဲ့ပြန်ကြရဝင်မလို့ကြားကြတယ်ဟုတ်တယ်အဲ့တော့ကောင်းတယ်ပေါ့နော်အဲ့တော့ number 3လုပ်လို့ရတဲ့ဟာအဲ့ဒါပါပဲကျွန်တော် stable coin holding မှာstable coin ဝယ်ထားတယ် future opportunity တွေအတွက်ပေါ့အဲ့တော့နောက်ဘယ်အချိန်မှာဘာဖြစ်လာမလဲမသိဘူးမသိတဲ့အခါမှာလက်ထဲမှာ volatile ဖြစ်တဲ့ဒီ crypto တွေကိုင်ထားတဲ့စားလို့ရှိရင် volatility မရှိသလောက်နေတဲ့ stable coin ကိုင်ထားတာကအကျိုးရှိမယ်ပေါ့နော်ကိုင်ထား stable coin ကိုလည်းအလကားမဖြစ်အောင်ကျွန်တော်က stake လုပ်ထားလို့ရတယ်ပြီးသွားလို့ရှိရင်ဒီသက်ဆိုင်ရာ exchange တွေမှာ launch pad တွေlaunch pool တွေဒါမျိုးတွေလာလို့ရှိရင်ကိုယ့် stable coin လေးထည့်ပြီးတော့farming လေးလည်းလုပ်သွားလို့ရတယ်ဒီလိုမျိုးနီလန်းလေးနဲ့ low risk ပေါ့နော် low key လေးနဲ့ farming လုပ်သွားလို့လည်းရတာပေါ့အဲ့တော့ bear market ကရှိတင်လားဆိုရင်ရှိတင်တယ်ကျွန်တော် bear market မရှိဘဲနဲ့ဘလို့မှ bull market မရှိလာနိုင်ဘူးပေါ့နော်အဲ့ဆို bear market မှာကျွန်တော်တို့တွေကဘာလုပ်လို့ရလဲဆိုတော့အစရကိုကုန်ကြစိတ်နည်းနဲ့တိဆောက်လို့ရတယ်ဥပမာ project တွေပေါ့နော် project တွေတကယ် start up တွေစတဲ့အချိန်က bear market ထဲမှာပဲစတာဘာလို့ဆိုတော့ဈေးတွေအကုန်လုံးကတက်နိုင်တယ်လေနော်အဲ့အချိန်မှာ1 bitcoin ရဲ့ဈေးရဗျာဥပမာဒေါ်လာလက်ရှိ3သိန်းရနေပြီးတော့ဒေါ်လာ3000ပဲရှိတော့ရဆိုလို့ရှိရင် project တစ်ခုအနေနဲ့ဒေါ်လာ3000ရင်းနိုင်တယ်ဆိုလို့ရှိရင်သူတို့လက်ထဲမှာ 1BTC ရနိုင်ပြီပြီးအဲ့ project ဆိုတာကခဏလေးမဟုတ်ဘူးလေနော်ဟိုနှစ်နဲ့ချီပြီး run ရတာဟုတ်အဲ့တော့နောက်ထပ်3-4နှစ်အကြာbull market ပြန်ရောက်လာလို့ရှိရင်ဒါသူတို့ရဲ့ asset holding ဒီဒေါ်လာပမာဏနဲ့ပြန်တက်မယ်ဆိုလို့ရှိရင်3000လေးနဲ့ဝယ်ခဲ့တာနေ3သိန်းထက်ကျော်တာပြန်ရောက်လာနိုင်တော့အဲ့လိုမျိုးပုံစံမျိုးကြောင့်နောက်တစ်ခုကကျတော့အဆရကဈေးပေါ်သွားတာကိုလုံနိုင်သွားကြတာဟုတ်နော်အဲ့တော့ bear market ကတကယ်ကဟိုလူတွေအကုန်လုံးက
မကြိုက်ကြဘူးပေါ့နော်ဈေးတွေတအားထိုးကြပြီးတော့လေကျွန်တော်မြင်ပြသလောက်ပေါ့နော်ဈေးနဲ့လေးကြပြီဆိုလို့ရှိရင်အကုန်လုံးကြွကြွညာအော်ပြီးတော့လေဘယ်လိုပြောရမလဲလောင်ကြပါတော့ဈေးထူးကြနေပြီပတ်စံနေကြည့်ရော့နေပြီဆိုပြီးတော့လေနော်ဒါပေမဲ့တကယ်ကတော့တေးသေးချာချာစဉ်းစားကြည့်လို့ရှိရင်ကျွန်တော်တို့တွေဒီဘယ် market တွေဒါကိုယ့်အတွက်အကျိုးတကယ်ရှိပြီးတော့အကျိုးပေးအကျိုးကျေးဇူးတကယ်ရှိတာလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဘာလို့ဆိုတော့လက်ရှိမှာဘာပဲဟိုထားပေါ့နော်ကိုဟိုထားတဲ့ဈေးထက်ထားပါတော့နော်လူတိုင်းအတွက်ကျွန်တော်ပြောတာကိုဝယ်ထားတဲ့ဈေးထက်လက်ရှိမှာတက်နေပြီဆိုလို့ရှိရင်ကျွန်တော်ရောင်းထုတ်လိုက်လို့ရပြီ USDT ကင်ထားပေါ့ဘယ် market ကြပါစီကြားစင်လောက်ကြ Bitcoin တသိန်းကနေ1000ဖြစ်သွားမကောင်းဘူးလား3000ပဲဖြစ်မဲ့စာတက်ဆိုင်1000လုံးဖြစ်သွားမကောင်းဘူးလားကျွန်တော်တို့လက်ထက်မှာ9000 1000ကင်ထားရဆိုလို့ရှိရင် 0.5 BTC လို့1 BTC လို့ဝယ်နိုင်ပြီလေနော်ဝယ်ထားလိုက်မှာပေါ့ဝယ်ထားလိုက်ပြီးတော့ဥထားလိုက်မယ်ဆိုရင်တသိန်းကပြန်တက်မှာပဲလေနော်ပြန်တက်ကိုတက်မှာဘာလို့ဆိုတော့ကအဲ့ဒီ bear market နဲ့ bull market နဲ့ကြားထဲမှာ Bitcoin halving ကအမြင်နဲ့ရှိတယ်Bitcoin halving လာပြီးမှကျွန်တော်ကအမြင်နဲ့လို့2025ထင်2025မှာ Bitcoin halving လာမှာ Bitcoin halving ဆိုတာဒီ Bitcoin blockchain ရနေပြီးတော့ block တစ်ခုပြီးတိုင်းမှာပေးတဲ့ block reward ပေါ့နော် Bitcoin halving လာပြီးတိုင်း Bitcoin ကပို့ပြီးတော့ရှားပါသွားပြီး Bitcoin အသစ်တွေထွက်လာတာနေသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ Bitcoin ဈေးကတက်လာတာပဲပေါ့နော်တက်လာအဲကြောင့်မို့လို့တကယ်ကလေ bear market ကိုကြိုးစားရမှာ welcome လုပ်ပါ bear market ကြလို့ရှိရင်ကိုကအများကြီးဝင်နိုင်အောင်ကြိုးစားပါကြိုးစားပြီးတော့ crypto မှာတကယ်ပေါ့နော်ကျွန်တော်အမြင်မှာကျင်းတည် risk မရှိသလောက်နေပြီးတော့ profit ရနိုင်တဲ့နီလန်းပေါ့နော်ဆိုလို့ရှိရင်နှစ်ခုပဲရှိမယ်နံပါတ်1ကတော့ stable coin ကင်ပြီးတော့ဆွမ်းနာပြောသလို exchange တွေကပြီးတဲ့ဒီ launch pool တွေ launch pad တွေ bar draw တွေညာ draw တွေဒါတွေဝင်လောက်တာပေါ့နော်အဲ့တော့များကြိုက်ထားနိုင်လေ profit များရလေဒါလုပ်လို့ရမယ်နံပါတ်1နံပါတ်2လုပ်လို့ရတာကတော့ bear market မှာအများကြီးဝယ်ပြီးတော့ဈေးချွတ်တာ discount နဲ့ဝယ်ပြီးတော့ bull market မှာပြန်ရောင်းရတာပေါ့နော်ဒါပေမဲ့အဲ့ဒီဝယ်တဲ့အချိန်နဲ့ရောင်းတဲ့အချိန်ကြားတည်၄နှစ်လောက်တော့ကြာမှာပဲဒီ cycle ရလीနော်အဲ့တော့ကျွန်တော်တို့ဒါကြီး long term project ကြီးဖြစ်တယ်ဆိုတာကိုတော့သိဖို့လိုတယ်ဒီ space တွေကိုခဏအပျော်တော့လာလို့မရဘူးပြီးရင်ဒီ market ရဲ့ nature ကိုက knowledge ရှိရမယ်ပြီးသွားလို့ရှိရင် bear market နီးလာလေဆွမ်းနာပြောသလို DC ဝယ်ဖို့ပြင်တာတို့ကိုဝယ်နိုင်ပေါ့နော်ဒါတော့တယောက်ချင်းစီရဲ့ resource ကိုကျွန်တော်လည်းမသိနိုင်ဘူးဗျာအဲ့တော့ဘယ်သူကဘယ်လောက်ဝယ်နိုင်စွမ်းရှိလဲ purchasing power ဘယ်လောက်ရှိလဲမသိနိုင်ဘူးမသိနိုင်တဲ့အခါကျတော့ကျွန်တော်အနေနဲ့အားလုံးအတွက်အကိုက်ညီအောင်အကြံပေးလို့တော့မရဘူးပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဝယ်နိုင်စွမ်းကိုယ့်ရဲ့ပတ်စံသုံးနိုင်စွမ်းပေါ်မှာမူတည်ပြီးတော့ကို DC နဲ့ဝယ်မလားဒါမှမဟုတ်လို့ကိုကအဲ့လို DC နဲ့ဝယ်တာထက်စားလို့ရှိရင်လက်ရှိကင်ထားလေးတွေကို profit taking ယူထားပြီးတော့ bear market ကိုစောင့်ပြီးတော့စီးသက်နဲ့ဝယ်ပြီးမှနောက်တစ်ချိန်အမျက်ယူပြီးပြန်ရောင်းမလားဒါပေါ့နော်ကိုယ့်တော့ကိုယ်တိုင်ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်ပြီး bear market နီးလာလေtrader တွေအနေနဲ့ပေါ့နော် trader တွေအနေနဲ့ဆိုတဲ့အခါကျတော့spot trader နဲ့ future trader နှစ်ပိုင်းခွဲမှာဟုတ်အဲ့တော့ spot trader တွေကတော့ဘာဖြစ်တယ်လဲဆိုလို့ရှိရင်အဲ့လိုတကယ်ပေါ့နော်သူများကြီးလောက်ကြတော့ diversification မှညာလဲလောက်ကြတယ်ပြောချင်တာ crypto တစ်ခုတည်းကိုမကင်တော့ဘဲနဲ့ဖြန့်ကင်တာမျိုးတော့ပြီးသွားလို့ရှိရင်ဘာလုပ်လို့ရအောင်မလဲအဓိကတော့ diversification လောက်တာပေါ့နော်ပြီးသွားလို့ရှိရင် high volatile ဖြစ်တဲ့ asset တွေကိုရှောင်တာမျိုးတကယ်မိကြတယ်ဗျာလုံးဝဒီဘယ်လိုပြောရမလဲ market cap အကြီးဆုံးကောင်တွေပေါ့နော် top 10တွေပဲကင်ပြီးတော့အဲ့လိုကျန်တဲ့ဟာတွေအကုန်လုံးလွှတ်တာမျိုးဘာလို့ဆိုကျန်တဲ့ဟာတွေဒီကျွန်တော်တို့ဒီ low market လေးတွေပြီးဒီ means လေးတွေကbear market မှာတို့ကအဲ့လိုစိုးရွားစင်းတာအောင်နော်အဲ့တော့Bitcoin ကငရေတစ်ချက်လောက်ဆင်းနေဆိုတို့ကအောက်ဆုံးငွေစီးထစ်ဆင်းတဲ့ကောင်တွေအဲ့ခါကျတော့ bear market နီးလာလေကိုကဒီ spot trader တရားအနေနဲ့ဆွမ်းနာပြောသလိုတိတ်ပြီးတော့ project value တိတ်မရှိတဲ့ဒီ coin ရဲ့utility တိတ်မရှိတဲ့လူတွေရဲ့support တိတ်မရှိတဲ့ crypto တွေကနေလက်ရှောင်တိတ်ပြီပေါ့နော်မင်းစီပါဆိုလို့ရှိရင်လုံးဝဝယ်ဖို့စိတ်မကူးနဲ့တော့ bear market နီးလာလေမဝယ်နဲ့ပေါ့နော်ဒါ spot trader တွေလုပ်လို့ရတဲ့အပိုင်း future trader တွေကတော့ဘာလုပ်လို့ရလဲဆိုတော့တကယ်ကိုပေါ့နော်ကျွမ်းကျင်တဲ့ဒါဒီကျွမ်းကျင်တဲ့ successful trader တွေကိုပြောတာပါ bear market နီးလာလေshort opportunity ကိုစောင့်နေလေပေါ့နော်စောင့်တင်နေလေရှာတင်နေလေပဲဖြစ်တယ်စဉ်းစားကြည့်ပေါ့နော် Bitcoin ဈေးတစ်သိန်းကနေပြီးတော့ short လိုက်တာ Bitcoin ဈေးတာ2000ကျသွားရဲဆိုလို့ရှိရင်ဘယ်လောက်ထိတောင်မြတ်မလဲပေါ့နော်ဒါကတော့မလုံးပြီးတာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့
ကိုပဲတကယ်စပြောရကျွန်တော်ပြောပါတယ် successful trader တွေအတွက်ပါပဲဒီကတော့ opportunity ကလူတိုင်းအတွက်မဟုတ်ဘူးပေါ့နော်တကယ် trade တက်တဲ့လူတွေကတော့ဟို bear market နီးလာပြီဆိုရင်သူတို့ပြင်ဆင်တဲ့အထဲမှာ short ဖို့လည်းပါမှာပေါ့ဗျာအဲ့ဆိုရင်တော့ကျွန်တော်ဒီနေ့ပြောချင်တာတော့ဒီလောက်ပဲဗျနည်းနည်းလဲ cover လဲဖြစ်လိမ့်မယ်လို့တော့ထင်ပါတယ်ဒီခေါက် bear market မှာအားလုံးပဲအများကြီးပဲစီချွတ်ချိုနဲ့ဝင်နိုင်ပြီးတော့ထားတော့ bear market က2026ဆိုရင်ကျွန်တော်ပြန်ရောက်မှုဆိုရင်4နှစ်ပေါင်းဆို2030တောင်ရောက်ပြီပဲနော်အဲ့တော့အားလုံးလည်းတက်ရှိချမ်းမာနဲ့စီချွတ်ချိုနဲ့ဝယ်ထားတာတွေကိုအကျိုးမြတ်များလေးရအောင်ပြန်ရောက်နိုင်ကြပါစေပေါ့နော်အဲ့လိုလဲဆုတောင်းပါတယ်ကျွန်တော်ကိုယ်တိုင်ရောပေါ့နော်အကုန်လုံးရောပဲပြီးသွားလို့ရှိရင်မျက်ခြေမပြတ်ဒီ market ကိုအမြဲတမ်းလို monitor လုပ်နေဖို့လိုပါမယ်ပြီးသွားလို့ရှိရင်အချင်းချင်းလည်းအားပေးကြပါကျွန်တော်community တစ်ခုရလို့ဖြစ်လာပြီဆိုလို့ရှိရင်အားလုံးဟိုဈေးကြတော့လေအားလုံးတူပေါ့နော်ပြပြပပပေါ့အဲ့တော့ပြပြပပလောင်ကြပါလောင်တာမဟုတ်ပါဘောနော်အဲ့တော့အချင်းချင်းအားပေးဖို့လိုပါတယ်တယောက်တည်းဆိုလို့ရှိရင်ဘာလို့ရမှမသိချစ်တတ်တယ်ပေါ့နော်အဲ့တော့အဓိကအရေးကြီးတာကဘာပဲလို့အဲ့လိုကျွန်တော်တို့ကဒီဘယ်လိုခေါ်မလဲလက်တွဲပေါ့လိုတာပေါ့နော်တကယ်ချင်းပဲဖြစ်စေမိသားစုပဲဖြစ်စေအဲ့တော့ဒီကို decision တွေချတဲ့အခါမှာကိုတယောက်တည်းဆုံးဖြတ်ရတာတွေကကျွန်တော်တို့ anxiety တို့ depression တို့ဒါတွေနဲ့ပတ်သက်လာလို့ရှိရင်တယောက်တည်းဆိုလို့ရှိရင်ဟိုပူတတနာပူကြည့်ရဒီစိတ်ခံစားချက်တွေကပို့ပြီးပြင်းထန်လေးရှိတယ်အဲ့တော့ speak out လုပ်ပါအဲ့တော့ဟိုကိုယ်နဲ့တူဝါသနာတူတဲ့လူတွေနဲ့ဟိုကျွန်တော်တို့ရှိ community ကောမှာပြောဘူးသလိုပေါ့နော် networking လုပ်ပါ network တစ်ခုတိစောက်ပါ bear market ကိုရောက်လာမရောက်လာခင်ဘာတွေပြင်ဆင်မလဲတကယ်ရောက်လာပြီဆိုလို့ရှိရင်လည်းဘာတွေလုပ်မလဲပေါ့နော်အဲ့ networking ကတအားအရေးကြီးတာနော်ဘာလို့ကျွန်တော်ညီလေးတယောက်ရှိဟိုကျွန်တော်တော်တော်လေးခင်းနေညီလေးပေါ့နော်ဟိုရင်တော့ကလည်းကျွန်တော်သူတွဲပြီးတော့ဒီ NFT project တွေလောက်တာဒီ score တွေ runner ဒါတွေလောက်ခဲ့ဘူးရပေါ့နော်အခုတော့ तू ကမြန်မာပြည်မှာတော့မရှိတော့ဘူးဟောနိုင်ငံခြားမှာအကြောင်းသွားတက်နေပေါ့နော်အကြောင်းသွားတက်နေ programming သွားတက်နေတာပေါ့အဲ့ तू ဆိုလို့ရှိရင်သူ့ crypto networking ကတအားကောင်းတယ်အဲ့လိုတအားကောင်းလဲဆိုတော့ तू ကအဲ့ဒီမှာဗျာ programming ကိုနိုင်ငံခြားမှာသွားတက်တယ်ဆိုရဲอ่ะသူ့ရဲ့ဒီ classmate တွေပြီးတော့ roommate တွေအကုန်လုံးကဒီ programming space နဲ့မစိမ့်တဲ့အခါကျတော့ crypto နဲ့ blockchain နဲ့လည်းမစိမ့်ကြဘူးဒါပြင်နိုင်ငံခြားသားတွေဖြစ်ကြတာပေါ့နော်ဖြစ်ကြတဲ့အခါကျတော့အဲ့လိုတကယ်ဟိုစစ်စီလုံးလုံးနဲ့ပေါ့နော်သူတို့တန်တန်ပင်ပင်နဲ့လောက်ကြတာအဲ့လိုမျိုးဟို insider news တွေလိုက်တယ်ပြီးသွားလို့ရှိရင်အဲ့လိုproject တစ်ခုကိုလိုက်တယ်နိုင်ငံခြားမှာဗျာအကြောင်းသွားတက်နေနိုင်ဆိုတဲ့တက်နေနိုင်တယ်ဆိုတဲ့ဟိုကဒီ background ကလည်းတောင်းတာဟုတ်နော်အဲ့တော့ fans လေးရှိရ resource လည်းနိုင်တဲ့အခါကျတော့ profit ကြပါဘောနော်တစ်ခါလာပြောလို့ရှိရင်အဲ့လိုပဲတောင်းကြောနေရောအဲ့လိုမျိုးဘယ်ဟာတော့ဖြစ်ကျွန်တော်တို့ဘယ်လိုလုပ်လိုက်ကြတာဘယ်လောက်ရပါပြီဆိုတော့ကိုကတော့ဒီဘက်မှာဆယ်လေးဟောင်းသားနေပေါ့နော်မူရိတာပွားရတာပေါ့ဟုတ်ဒါပါပဲအဲ့တော့အများကြီးလည်းမပြောချင်တော့ပါဘူးဒီလောက်ပဲကျွန်တော်ပြောပြစီအဲ့တော့လာရောက်နှထောင်ပေးသူအားလုံးလည်းကျေးဇူးတင်ပါတယ်ဟုတ် next ကိုပြန်မပေးခဲ့ပါနော်ဟုတ်ကဲ့ပါ guys ကျေးဇူးတင်ပါတယ်ကျွန်တော် crypto မှာ bear market ကလည်းလိုရတယ်ပေါ့နော် bear market မရှိဘူးဆိုရင် program ကဘယ်တော့မှရောက်မလာနိုင်ဘူး guys ပြောမှတတိတစ်ခုရတာပါတယ်ဆိုတော့ကျွန်တော်လည်း21ကျွန်တော်21 program ပြီးတော့ bear market ကိုတွေ့ခဲ့ပေါ့နော်တွေ့ခဲ့တော့ဘာလဲဆိုတော့အခုမှအဲ့ဒီ call ပြောဖို့ topic ကိုဘယ်လိုရခဲ့လဲဆိုတော့ဟိုတနေ့ကကျွန်တော်ရဲ့ account မှာတင်ထားတဲ့ဟို memory တွေပြန်တက်လာပေါ့နော်အဲ့ဒါဘာကြီးပြန်တက်လာလဲဆိုတော့အရင်တော့ကျွန်တော်ကဒီ NFT project တွေလိုက်ပြီးတော့ try နေအဲ့တော့ whitelist တွေရရင်ပြန်ပြီးတော့ရောင်းစားတယ်ပြီးရင်ကိုယ်တိုင်မင်းတယ်ပေါ့နော်အဲ့တော့အဲ့အနေရတဲ့အမြက်လေးတွေအဲ့တော့ဆိုဘာလို့လဲဆိုတော့0.2 0.5အဲ့လို Solana ပေါ့နော်အဲ့လိုမျိုးတွေရတယ်တချို့ဆို1 so 2 so တွေရတယ်အဲ့တော့ဘာလို့လဲဆို Solana အဲ့လို200ကျော်ထိမသွားတော့ဘူးအဲ့လို100ကျော်လေးပဲရှိတယ်100ကျော်လေးကနေပြန်ကျနေပေါ့နော်တဖြည်းဖြည်းချင်းပြန်ပြီးတော့စိုးစိုးဝါးကြီးမဟုတ်တယ်မလဲကျနေပြီအတက်ဆိုတာမရှိတတ်တော့ပဲအဲ့လိုကျနေတဲ့အချိန်မှာဘာလို့ဆိုအဲ့တော့ဆိုရင်0.5 လောက်ဆိုရင်ဒေါ်လာ40ကျော်လောက်အဲ့လို80 1 so ဒေါ်လာ80ကျော်လောက်မှာပေါ့နော်0.5 လေးရခဲ့ပြီလို့ကိုတင်ထားတဲ့ memory တွေရှိတယ်အဲ့တော့ပဲဘာ wallet ဆိုပါတော့ trust wallet တို့ဘာလို့သုံးနေပေါ့နော်အဲ့ဒီက memory တွေပြန်ပြီးတော့တက်လာဈေးတွေကကျနေပြီလို့ပါတော့ပြီးတော့တောက်လျှောက်ကျတာဆိုတော့$8လောက်ထိရတဲ့ရောက်သွားတဲ့အချိန်တွေထိပေါ့နော်စဉ်းစားကြည့်မယ်ဆို Solana ဒီ$8ကနေအခုဒေါ်လာ
200ကျော်ထိပြန်ပြီးတော့တက်ခဲ့တယ်အခုလက်ရှိဈေးဆိုရင်190ဝန်းကျင်မှာပေါ့နော်ဒီတော့160 190 180ဒီဝန်းကျင်မှာပေါ့နော်ပြောမယ်ဆိုရင်$8ကနေဗျာအဲ့လောက်ထိပြန်တက်လာတယ်ဆိုတော့ဈေးကအစ20လောက်လေသိရမလားအဲ့တော့1 ဆိုးဝယ်ခဲ့လူကအခုချိန်မှာအစ20ပဲလေအဲ့တော့ကွိုင်20လောက်ဝယ်ခဲ့လို့ဆိုအခုချိန်မှာ AC share ထောနေပေါ့နော်ဟိုပြောချင်တာကအဲ့လိုဘယ် market ရောက်တဲ့အချိန်ကျရင်တော့ကွိုင်တွေကခုနရှေ့က coin ပြောတယ်လို့ဝယ်ထားတင်တယ်ပေါ့နော်အခုကကျွန်တော်တို့ကဘူးရန်ကိုကြုံပြီးသွားပြီဘူးရန်တခါလဲ coin ပြောတယ်ဝယ်တခါလဲကြုံဘုံဝင်လေးထက်တာမဟုတ်ပြီမေအဲ့လို crypto coin တွေအကုန်လုံးနှီးပါလောက်စိမ့်တဲ့အချိန်တခု$21ကြုံဘူးရပေါ့နော်အဲ့ပြီးတော့ပြန်ပြီးတော့ကြားလိရှိရပေါ့နော်ဒီတော့ဘယ် market မရောက်ခင်မှာကျွန်တော်တို့ဘာတွေကြိုတင်ပြီးတော့ပြင်ဆင်တင်တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောမယ်ဆိုရင်တော့ profit taking ပေါ့နော်ကျွန်တော်အမြတ်တွေကိုယူထားတင်တယ်ကိုဘလောက်မြတ်နေပဲမြတ်တဲ့ဆက်ပြီးတော့ကင်ထားခြင်းနေဆိုရင်တက်မယ်ထင်လို့ဆက်ပြီးတော့ကင်ထားထင်နေဆိုရင်တော့ကိုအမြတ်တချို့တစ်ဝက်ကိုယူထားတင်နေပြီ order high နာတော်တော်လေးပြင်းလာပြီဆိုရင်အမြတ်တချို့ယူထားတင်ပြီနော်နောက်တစ်ခုအနေနဲ့ portfolio နဲ့ဒီ portfolio rebalance ပြန်ပြီးတော့လုပ်တင်တယ်ပေါ့နော်ကိုယ့်ရဲ့ဒီယင်းနှိမ့်မြုပ်နိုင်မှုတွေကိုပြန်ပြီးတော့ချိန်ကြီးတင်နေပြီကိုဘလောက်ဆက်ပြီးတော့ယင်းနှိမ့်မြုပ်နိုင်မလဲဘလောက်ဆက်ပြီးတော့ဒီ coin တွေဝယ်ထားတင်လားမဝယ်ထားတင်ဘူးလားပြီးတော့ဒီအများကြီးပေါ့နော်ကိုဆက်ပြီးတော့ဝယ်တင်လားမဝယ်တင်ဘူးလားပြန်ပြီးတော့ဆုံးဖြတ်တော့မယ်အချိန်ကာလတစ်ခုကိုရောက်တင်နေလို့ထင်တယ်နောက်တစ်ခုအနေနဲ့ cash river ထားတာပေါ့နော်ကိုဒီအ coin တွေဒီ crypto coin တွေဝယ်ထားဆိုင် cash ဒါမှမဟုတ်ဆို USDT ဒါမျိုးတွေထားတာ market တောင်ပို့ကြတဲ့အချိန်မှာပြန်ပြီးတော့ကိုကဝယ်ပြန်ပြီးတော့ကျနေတဲ့အချိန်မှာဝယ်နိုင်မှုအတွက်ဒီ call မှာဆိုလည်း memory အောင်လို့ပြောတယ်ပေါ့နော်ဒီဘယ်လိုပြောမလို့တက်တဲ့အချိန်မှာရောင်းထားတယ်ကျတဲ့အချိန်မှာပြန်ပြီးတော့ဝယ်ဖို့အတွက်ကိုယ့်ရဲ့ဒီအကုန်လုံး cash ဒါမှမဟုတ်ဆို USDT ပြောင်းထားတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော် stop loss ဒါမှမဟုတ်ဆို exit strategy တွေထားတင်တယ်ဒီဘယ်လောက်ကြာရင်တော့ငါပြန်ပြီးတော့ဝယ်မယ်ဘယ်လောက်တက်ရင်တော့ပြန်ပြီးတော့ရောင်းမယ်ဆိုတော့ဒီဥစ္စာလေးတွေကိုယ့်အကိုသတ်မှတ်ထားတယ်မျိုးကိုယ့်အကိုလေးလာတဲ့အချိန်တစ်ခုရောက်နေပြီနောက်တစ်ခုအနေနဲ့က long term holding ပေါ့နော်ကိုဘယ်လောက်ကြာထိထိန်းသိမ်းထားမလဲဒီ coin တစ်ခုကိုခုမှဆိုကျွန်တော်ဆိုရင်မှတ်မှတ်ရအဲ့ Solana ကို$80ကျော်မှာဝယ်ခဲ့မိတဲ့အချိန်တစ်ခုရှိရပေါ့နော်အဲ့တော့ရရမြမို့ဘို့တွေအကုန်လုံးစုပြီး Solana ကိုဝယ်ခဲ့ရပေါ့နော်အဲ့တော့ Solana ကိုအဲ့တော့ဘိုင်းမှာဘယ်လိုပြောမလဲ Solana ကိုအဲ့တော့ Discord group တွေရှိတယ်အဲ့ Discord group တွေမှာဘာဖြစ်သွား Solana က ETH Ethereum Kela ပေါ့ဒီ Ethereum Kela Solana တက်ကိုတက်မှာ Ethereum နီးပါးလောက်ထိတက်မှာဝယ်ပြီးတော့ကင်ထားတင်တယ်ဘာညာပေါ့နော်အဲ့လိုပြောရတဲ့လူတွေရှိတယ်အဲ့တော့ကျွန်တော်တော်တော်လေးသိခဲ့ပေါ့နော် Pandora တို့ဘာလို့အဲ့ group တွေမှာဆိုပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဝယ်တယ်ဝယ်ပြီးတော့တိမ့်တယ်ဒါပေမဲ့ပြန်ကျသွားကျတဲ့ချိန်ကျွန်တော်မလုပ်လိုက်ဆို Solana $60လောက်မှလည်းကျွန်တော်ပြန်ရောင်းလိုက်တာရောင်းမှ20အရှုံးခံပဲရောင်းမယ်ဆိုရောင်းလိုက်တော့ရောင်းပြီးတော့ပြန်ကျတဲ့ချိန်မှာပြန်ဝယ်တယ်ဝယ်ပြီးတော့အဲ့လိုကင်ထားလိုက်တယ်ဈေးပြန်တက်တဲ့ချိန်မှာရောင်းလိုက်ချိန်မှာကျွန်တော်$10ကျော်လောက်ပဲပြန်ပြီးတော့မြင့်တယ်ပေါ့နော်အဲ့တော့ဆိုရင်ပြီးတော့နောက်တစ်ခုအနေနဲ့ကိုအခုချိန်မှာဘာပြန်ပြီးတော့လောက်ရတော့မလဲဆိုတဲ့အချိန်ကဈေးကျလာပြီဆိုရင်လောက်တဲ့နေကြောင်တော့ဘာလို့ crypto market ကကျပြီဆိုရင်ဝုံထိုင်းဗျာတက်တာကတော်တော်နဲ့အရှင်ယူပြီးတော့တက်တာကျပြီဆိုရင်တော့ဝုံတိုင်းကျလေရှိတာဖြစ်တဲ့အတွက်trader အနေနဲ့လဲ view site တင်တဲ့အချိန်တစ်ခုဖြစ်တယ် spot trader ရော future trader ရောအကုန်လုံး view site တင်တဲ့အချိန်တစ်ခုပေါ့နော်ဒီတော့သတင်းတွေကိုလည်းမျက်ခြေမပြတ်ဖဲနဲ့crypto way တွေဘာတွေလုပ်နေတယ်ဒါတွေအကုန်လုံးကိုလိုက်ပြီးတော့လေ့လာတင်တဲ့အချိန်တစ်ခုရောက်နေပြီလို့ကျွန်တော်ကတော့ထင်ပါတယ်ဒီထဲမှာတော့အများကြီးပဲလက်ထောင်ထားတဲ့လူကျွန်တော်မိုက်ဖွင့်ပေးထားပါတယ်ကိုမင်းခန့်တို့အများကြီးပဲကျွန်တော်မိုက်ဖွင့်ပေးထားပါတယ်ဒီတော့ကျွန်တော် OG bus ကိုမေးလိုက်ပါမယ် bus ရှိမင်္ဂလာပါ Hello မင်္ဂလာပါ မင်္ဂလာပါ bus ကိုအခုဘယ်မှာကမြောက်ခင်မှာဘာတွေပြင်ဆင်တင်တယ်လို့ထင်တယ်ပေါ့နော်ဘယ်မှာကမရောက်ခင်မှာကတော့ဘာပြင်ဆင်တင်လဲဆိုတော့အဓိကတော့ပတ်စံစုတာပေါ့နော်
bear market ဆိုတာတော့တကယ်တော့ပါလဲဆိုရင်အရှင်းဆုံးပြောရရင်တော့ဒါ discount ချတဲ့အချိန်ပေါ့ကိုလိုချင်တဲ့ဟိုပစ္စည်းလေးနေ့တိုင်းကြည့်နေရတဲ့ပစ္စည်းလေးကိုဟို Christmas promotion တို့New Year promotion တို့အဲ့လို discount တွေချတဲ့အခါမှာဈေးသက်သက်သာနဲ့ဝယ်လို့ရပဲအခွင့်အရေးတွေပေါ့နော်အဲ့အချိန်မှာကိုဘာတွေဟိုတေချာကြိုင်မလဲပေါ့ပြီး long time ကိုပဲကြည့်ပြီးတော့ဈေးကြဆုံးအချိန်တွေမှာဝယ်ပြီးရင် bull market ရောက်ရင်တေချာစောက်ပြီးတော့ပြန်ရောက်ဒါပဲပေါ့ဆိုတော့အခုအချိန်ကလေးကစပြီးတော့ဟို bull market ဘယ်ချိန်ရောက်မလဲဆိုတော့တေချာအတိအကျပြောလို့မရဘူးလေခံမှန်းနိုင်ရရှိမယ်အဲ့တော့ဒီချိန်ကနေစပြီးတော့ကိုဝယ်ချင်တာလေးတွေအတွက်စုတာအများကြီးပိုအဆင်ပြေမယ်လို့ထင်တယ်စုပြီးတော့ကိုဝယ်ပြီးပြီဆိုရင်လည်းအဓိကတော့စိတ်ရှည်ပေါ့နော်ဒီ bear market ဆိုတာတော့ပြောရရင်ဒါလူတွေရဲ့တီးခံနိုင်စွမ်းပေါ်ပို့ပြီးတော့မူတည်မယ်ကျန်တာတဲ့ခန်းဒီပါရီစမ်းတက်တယ်ပေါ့ဆိုတော့အခုဝယ်ထားပြီးသားဟာတွေကိုလည်းအများစုပေါ့နော်ဒီ bear market ရောက်လို့အကုန်လုံးထိုးကြသွားတဲ့အချိန်ရောက်ပဲဘယ်ချိန်ရောင်းအောင်လဲဘယ်ချိန်ရောင်းအောင်လဲအဲ့လိုမျိုးတွေဟိုအတွေးဝင်တတ်တယ်ပေါ့နော်ကိုအရင်တော့ဝယ်ထားတဲ့ coin နဲ့အဲ့ဒီချိန်ထိုးကြသွားတဲ့ coin နဲ့နှစ်ခုရှင်ကြည့်လိုက်ရင် coin ကတော့ဒီ coin ပဲဘာမှတိတ်မပြောင်းပါဘူးသူ့ရဲ့ white paper တွေပါလေဘာမှမပြောင်းပါဘူးသူ့ရဲ့ဒီ change system တွေလည်းအရင်တိုင်းပဲဒါပေမဲ့ဈေးကြောက်တဲ့အချိန်မှာကိုယ့်ရဲ့ယုံကြည်မှုတွေအမြဲနေသွားတတ်တယ်ပေါ့နော်အချိန်ကြာရင်ရောင်းထုတ်ခြင်းတဲ့စိတ်ကြီးကပေါ်လာတတ်တာတော့အဲ့ဒါလေးတော့သတိထားရမယ်ပြီးရင်ကျန်တာဆိုတာထက်အဓိကတော့ stable coin တွေပေါ့ဟိုအတက်အကျမကြမ်းဘူးဆိုတာလည်းဘဲရောက်ရင်တော့ Bitcoin ကလည်းကျန်တာရတော့အတက်အကျတော့ကျမ်းပါပဲဒါပေမဲ့တခုနားလည်ရမှာဟိုအဆုံးအထိထိုးကြပြီးရင်တော့ဟို bull market ရောက်ရင်ပြန်တစ်ချိန်ကျရင်ပြန်တက်လာမယ်ဆိုတော့အဲ့ဟာလေးကိုတော့ခေါင်းထဲထည့်ထားပြီးတော့စိတ်ရည်ရှင်နဲ့တီးခံထားရင်နောက်ထပ်ဘယ်လိုပြောရမလဲဆောနာကိုယ်ဆက်ပြောရဲ၄နှစ်ပေါ့နော်2030ရောက်ရင်ကိုလို့ချင်တာအများကြီးအောင်အေးပြီးတော့လှုပ်လို့ရပြီဆိုတော့စိတ်ရှည်ပါတီးခံမှာအချိန်တစ်ခုစောင့်ပါပေါ့ဒါပါပဲကျန်တာတော့အများကြီးတော့ပြောကြမရှိတော့ပါဘူးအချိန်မှလည်းစောစောပြောပြပါလိမ့်ဆိုတော့ကျေးဇူးတင်ပါတယ်ဖက်ကျွန်တော်ကတော့ပြောမယ်ဆိုကျွန်တော်ကဈေးကျစေချင်တော့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟို21ပူရန်ပြီးကြားတဲ့22 23 24အခု25ပေါ့နော်25ကျန်ပူဘယ်မှာကပြန်ရောက်တော့ပဲပေါ့နော်ဒီတော့တည်းမှာဘယ်မှာကအကြီးကြီးကိုလည်းကျွန်တော်မြင်ခဲ့ပြီးပြီကျွန်တော်တို့ဆိုရင်ဘူရန်တော့ကောင်းကောင်းမမြင်လိုက်ရပဲနဲ့အဲ့လိုဘူရန်ပြီးတော့ဘယ်မှာကကိုရောက်နေပြီဆိုတဲ့အချိန်ကြမှာဘယ်မားကတ်ကိုစပြီးတော့ဝင်းနေတဲ့အချိန်ဆိုတော့ကျွန်တော်သိရတာပေါ့နော်ခရစ်တိုအဲ့တော့ကျွန်တော်ဘယ်မားကတ်ကိုကျွန်တော်ကြီးကြီးမားမားကြီးကြုံပြီးဆိုတော့အခုဈေးတက်တာကြီးမြင်ပြီးတော့ဘာဖြစ်စေချင်လဲဆိုတော့အခုချိန်မှာဖြစ်စေသောဆန္ဒဈေးတွေဒါအကျစေချင်နေပြီပေါ့နော်အခုချိန်ဝယ်ထားလေးတော့ပြောတော့မယ်ဈေးကျစေချင်တယ်ဆိုတော့ပြန်ပြီးတော့ live ဝယ်ဖို့အတွက်အချိန်တစ်ခုရောက်တော့မယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုသိကြတယ်ဗျာအခု၄နှစ်စာကဲ၄နှစ်ကိုတစ်ချိန်ပြန်ပြီးတော့ဘူးတယ်ပေါ့နော်ဒီတော့ဘယ်မားကတ်ကိုရောက်သွားတယ်ဆိုရင်ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့အခုချိန်ပြန်ပြီးတော့ live ပြီးတော့ဝယ်လို့ရတယ်ပေါ့နော်အကိုက်ပဲလေအခုက2024အခု2024မှာ24 25မှာတားကြတဲ့အချိန်မှာဆိုရင် live ဝယ်တော့မှာဗျာသိရမလားကြာစမ်းမင်းဘယ်လောက်ကြာနိုင်မလဲကြာစမ်းပေါ့နော်ကိုစိုးကြီးတို့ Ethereum တို့ဆိုရင် share ဝယ်လို့ကောင်းမှာ total list အဲ့ဒီအချိန်မှာလည်းကျွန်တော်ပြောချင်တာက total list coin တွေဝယ်အဓိကထားပြီးတော့ဝယ်တင်နေပေါ့နော်မီး coin တွေလုံးဝအာမပေးပါဘူးတချို့လူတွေကောတွေကျွန်တော် post တွေအောင်မှာလာပြီးရေးတယ်trunk coin ဘယ်လိုမြင်လဲတို့ပြီးတော့အများကြီးရှိတယ်ပေါ့နော်ဒီပိုင်ကိုဘယ်လိုမြင်လဲတို့ပြီးတော့တခြားအများကြီးပါပဲအဲ့လို coin တွေနဲ့ပတ်သက်လို့လာပြီးတော့မေးကြတယ်ဒါရုပ်လို့ဆိုကျွန်တော်ကတော့အဲ့ဆိုရင်သိပြီးတော့အာမပေးဘူးဘာဖြစ်လို့လဲဆိုတော့ဒီမှာ Bitcoin မဟုတ်တဲ့ coin တွေအကုန်လုံး altcoin လို့ခေါ်တယ်ပေါ့နော်အဲ့တော့ altcoin တွေ Bitcoin တာထိုးကြပဲချိန်မှာ total list coin တွေဖြစ်တဲ့ altcoin တွေတော့မခံစားနိုင်ပဲပြန်ပြီးတော့ပြုတ်ကြတယ်ပေါ့နော်ဘာလို့ဆိုတော့မိနစ်ကဆိုရင် Solana ဆိုရင် FTX ပြီးခဲ့တဲ့ဘယ်မှာကတ်တော့ဆို FTX ကိစ္စနဲ့ပတ်သက်ပြီးတော့ Solana တာကျသွားတယ်ဒီနှစ်လဲကြောက်မလားမကြောက်လားတော့မပြောတတ်ပေမဲ့မီး coin တွေကကျသွားပြီးပြန်ပြီးတော့တက်လာလိမ့်မရှိဘူးဟိုရင်တော့လည်းအဲ့လိုတချို့မီး coin တွေတာတက်ခဲ့ပြီးတော့ပြန်ပြီးတော့ရောက်မလာတဲ့ coin တွေအများကြီးပဲအဲ့ဒီထဲမှာကျွန်တော်မီး coin တော့မဟုတ်ဘူးငကားကြီးလို့ပါလို့ဆိုရင်
ပြန်ပြီးတော့အခုလက်ရှိ order high ငကို order high ကိုပြန်ပြီးတော့မဖောက်နိုင်သေးဘူးငကားကြီးမှမဟုတ်ဟို Ethereum နဲ့မဖောက်နိုင်သေး Ethereum ရဲ့အရင် order high ကိုအခုလက်ရှိ Ethereum ပြန်ပြီးတော့မဖောက်နိုင်သေးဘူးပြီးတော့ကျွန်တော်တို့ရှိသေးရပေါ့နော်တချို့ XRP တို့ပြန်ပြီးတော့ order high တွေထပ်ပြီးတော့အခုကျသွားပြီးပြန်ဖောက်နိုင်အောင်မလားမဖောက်နိုင်ဘူးလားဆိုတော့ကျွန်တော်ပြန်ပြီးတော့စောင့်ကြည့်အောင်ပဲပေါ့နော်ငကားကြီးကတော့အကုန်လုံးဒီသိရတဲ့အတိုင်းပဲအေဒါကတော့အခုချိန်ထိလည်းမဖောက်နိုင်သေးဘူး 0.5 0.7 အခုလာပိုင်းလေးကြာမှနည်းနည်းပြန်ပြီးတော့တက်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်အရင်တော့ဆိုရင်လုံးဝအိတ်နေပါပေါ့နော်အိတ်နေလို့တော့အကုန်လုံးကငကားကြီးဆိုပြီးခေါ်ခဲ့ကြတာပေါ့နော်ဒီတော့ဘယ် coin တွေဘယ်လိုတက်မလဲတော့မသိပေမဲ့ကြာပါအချိန်မှာပြန်ပြီးတော့ live ဝယ်တင်ဖို့အကောင်ဆုံးတော့ totalist coin တွေကိုပဲအဓိကထားပြီးတော့ဝယ်စေချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ totalist coin တွေကကြာပါပြီးတော့နည်းနည်းပြန်ပြီးတော့လာတတ်တယ်ပေါ့နော်။ Ethereum လို့ပြောလို့ဆိုရင်အခု order height တာမပေါက်နိုင်ပေမဲ့ဘယ် market တုန်းကကြာခဲ့တဲ့ဈေးထက်ဆိုင်တော့ပြန်ပြီးတော့တက်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်။ဒါကတော့ဝယ်တဲ့အခါမှာလည်းတတိထားတတ်ဖို့အတွက်ပြောချင်တာပါ။အကြိုက်ပါပဲဘာလို့ဆိုတော့2024 25ပါကြာ2030နားလောက်ပြန်ရောင်းလို့ရရင်အကြိုက်ပဲလေ share ပဲကိုလည်းအချိန်လေးတစ်ခုရောက်ပြီဆိုရင်ဝယ်လို့ရတယ် discount ချတဲ့အချိန်မှာလိုက်ဝယ်ပေါ့နော်အဲ့ဆိုရင် next story ဆိုဒါ bull market ရောက်ရင်မင်္ဂလာဆောင်ဖို့တခုပဲအကျိုးရှာထားလို့ရပြီဟုတ်တယ်ဘယ် market မှာယင်းနှိမ့်မြုပ်နှံထားပြီးတော့ bull market ရောက်တဲ့အချိန်ကြီးရောင်းပြီးမိမယူလို့ရတယ်အဆင်ပြေနော်အဆင်ပြေတယ်လေအဲ့ကြောင့်လို့မြန်မြန်ဘဲဝါစီစူးပေါက်နေပေါ့နော်ဘာလို့ဆိုဘဲပြီးဆိုတော့လိုက်ပြီးတော့ဝယ်ပြီးတောက်လျှောက်အဝယ်ပဲအယောင်းမရှိတော့ဘူးပေါ့နော်လိုက်ဝယ်ပြီးတော့ပူတဲ့အချိန်မှာပြန်ရောက်မယ်ပြီးရင်2030ရရင်ရောင်းပြီးမိမယူမယ်ဘွားကြီးမှတ်ချက်တဲ့အကောင့်ထဲဘို့ပင်မကတ်ကိုကြိုဆိုကြပါဆိုဟုတ်တယ်ကျွန်တော်ဘွားကြီးမှတ်ချက်တဲ့အကောင့်ထဲဟုတ်တယ်ဘယ်မှာကရောက်တဲ့နေဘာလို့ဂျာထဲမှာ22 23ကျွန်တော်ဘယ်မှာကကြီးကိုတွေးခဲ့တယ်ဗျာတွေးခဲ့ရင်မဲ့အဲ့တော့ကြတော့ဘယ်လိုပြောမလဲမဝဲတိုင်းမွေခဲ့ဘူးပေါ့နော်တိုင်းမွေခဲ့ဘူးဆိုတာကိုကခရစ်တိုကိုရောက်တာမှနှစ်ပိုင်းလေးပဲတစ်နှစ်ကြော်လေးပဲရှိသေးတယ်ဘာမှန်းသိချာမသိသေးဘူးဘူမာကတ်ဆိုတာလည်းမကြုံဘူးသေးဘူးဘူမာကတ်ကိုကြုံရတယ်လို့လည်းပြောလို့ရမကြုံဘူးလို့ပြောလို့ရပါဘူးအဲ့လိုမျိုးဖြစ်သွားတဲ့အချိန်တွေမှာအခုချိန်မှာ Bitcoin ကို16000 1900 1000ခွဲလောက်ထိကျတာကိုမြင်ပြီးတော့မှတသိန်းကျော်လောက်ထိပြန်ပြီးတော့တက်တာကိုကိုမျက်စိရှင်းပါတယ်မြဝထင်တွေ့ပြီးသွားပြီဆိုတော့သိကြရလေသိရမလားနောက်တစ်ခါအဲ့လို1000ခွဲလောက်ကြာပြီဆိုတော့ဝယ်ပြီလေဝယ်ပြီးရ2030လောက်ဆိုကြိုက်ပဲလေနော်ဟုတ်တယ်မလားအဲ့ကြရင်အရင်မြောက်သွားတာတယောက်တည်းနဲ့တော့မလို့နော်အဲ့3-4ယောက်လောက်ပဲယူလဲဗျာမလောက်ပါဘူးအဲ့ရမလောက်အောင်ကြီးအဲ့ရမလောက်အောင်အဲ့ဒါရလောက်လို့မရအောင်ဒီတော့ကျွန်တော်တို့နည်းနည်းဒီဘောနေရတယ်အများကြီးပါနော်ဒီ community တွေကဒီနေ့ဘယ်မှာကမြောက်ခင်ဘာတွေကြိုတင်ပြင်ဆင်တင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ဆွေးနွေးလို့ရပါတယ်ခင်ဗျာကျွန်တော်လက်ထောင်တဲ့လူတွေအကုန်လုံးကိုလည်းမိုက်ဖွင့်ပေးထားရပါတော့ကို့အမြင်လေးတွေဝင်ပြီးတော့ပြောလို့ရပါတယ်ဗျအဲ့တော့အကြိုက်ပဲပေါ့နော်2030ရောက်ရင်ဈေးကလည်းပြန်ပြီးတော့တက်တော့မယ်ဆိုရင်အခုကကို ice ပြောတယ်လို့ပဲဘယ် market ကိုတော့တဖြည်းဖြည်းချင်းတော့သွားနေပေါ့နော်၄နှစ်တကယ်စားခဲ့ရဆိုရင်တေးကြတယ်အခု25ကြာ25ဆိုတော့26အခု25ကုန်25လောက်ဝက်လောက်တော့ရောက်တော့မှာပေါ့6လပိုင်းဆိုရင်25ရက်တဝက်ရောက်နေပြီအဲ့တော့25ကုန်ကန်ဒီလောက်ကနေစပြီး26ကိုလုံးလုံးစိုးစိုးဝေးဝေးကြီးချသွားဆိုကြိုက်တယ်ပေါ့နော်ကျွန်တော်ဘယ် market ကိုကြိုက်တယ်ဆိုတာဘာလို့လဲဆိုတော့အကုန်လုံးEthereum လွှဲလို့ order height ကိုမြင်ခဲ့ပြီးပြီပေါ့နော်အဲ့တော့ပြန်ပြီးတော့ကြတဲ့အချိန်မှာလိုက်ပြီးတော့ဝယ်ဖို့ပဲရှိတော့တယ်လိုက်ဝယ်နေရမှာဒီတော့ထားတင်တယ်ပေါ့နော်ခုန quest ပြောလို့ပဲ BTC ကို3သိန်းမှဝယ်မြေလူက9000ခွဲလောက်ကျန်တဲ့ခါထပ်ပြီးတော့ဝယ်တင်တယ်အဲ့လိုပဲ9000လောက်ဆိုရင်ပြန်ပြီးကြားတဲ့အချိန်ကြားတဲ့အလိုက်ပေါ်ပြန်ပြီးတော့ဝယ်လိုက်တယ်ဆိုရင်ကိုပမာဏအကုန်လုံးကိုတိုးတယ်ပြန်ပြီးတော့စားလိုက်တဲ့အချိန်မှာပြန်ပြီးတော့
ကာမိရပေါ့နော်ဈေးပြန်တက်တဲ့အချိန်မှာကျွန်တော်လည်း TC လုပ်တဲ့အချိန်မှာအလိုပဲလုပ်ဖြစ်တယ်မှတ်မိရကျွန်တော် TC လုပ်ခဲ့ပါလဲဆိုတော့ Solana ဖြစ်ဖို့ Solana ပဲနော် Solana ကိုဘာလုပ်ခဲ့လဲဆိုတော့ Solana ကိုကျွန်တော်ဒေါ်လာတရားအရင်တစ်ခါ200နီးပါးလောက်တက်သွားပါပေါ့နော်အဲ့လောက်ကဘာလို့လဲဆိုကျွန်တော်200လောက်မလာပြီပြန်ဝယ်မိသွားကိုမွေသိမှုဆိုတာသိရပေါ့နော်ဒါပေမဲ့ငါဝယ်လိုက်တယ်ဆိုရင်220လောက်ပြန်ပြီးတက်တဲ့အချိန်မှာပြန်ပြီးရောင်းလို့ရတယ်ဆိုတဲ့စိတ်နဲ့ဝယ်လိုက်တယ်ပေါ့ဒါပေမဲ့ကျသွားတယ်ရတယ်ကျရင်ကျတဲ့အတိုင်းကျွန်တော်ပြန်ပြီးတော့လိုက်ပြီးပြန်ဝယ်တယ်ပေါ့နော်ကျရင်ပြန်ဝယ်နောက်ထပ်ကျတယ်ထပ်ကျရင်ထပ်ဝယ်အဲ့မှာအခုပြန်တက်လာတဲ့အချိန်မှာကျွန်တော်ပြန်ရောင်းတဲ့အခါမှာအကုန်လုံးပြန်ပြီးတော့ထုတ်လိုက်တယ်ပေါ့နော်ဘာလို့ဆိုတော့ကိုအမြတ်တင်မချမ်းဘူးကျွန်တော်ရှိသမျှဆိုင်အကုန်လုံးရောင်းထုတ်လိုက်တယ်ရောင်းထုတ်လိုက်ပြီးတော့ကိုအမြတ်ပြင်လိုက်ချိန်မှာအဲ့တော့ဘယ်လောက်ဆိုတော့1 so ပြန်ပြီးတော့ကိုယ့်ရဲ့အမြက်က Solana 1.5 လောက်ထိပြန်ပြီးတော့မြတ်တယ်ပေါ့နော် total Solana အမြတ်အရာဆိုရင်ကိုဝယ်ခဲ့တဲ့ပမာဏထက်ဆိုင်1.5 so လောက်ထိပြန်ပြီးတော့မြတ်တယ်ပေါ့နော်ဒီတော့GC လောက်တဲ့ခါမှာလဲကိုယ် export လို့ပဲဈေးကျသွားရင်ဈေးအတက်မှာဝင်ပြီးထိုက်လို့ဈေးကျတဲ့အချိန်မှာပြန်ပြီးတော့နည်းနည်းချင်းလေးပြန်ပြီးတော့လိုက်ပြီးဝယ်တင်ပါတယ်ဒီတော့ဘယ် market ကလည်းမကြခင်ကြောင်းရတော့မယ်ဆိုတော့အားလုံးပဲခံနိုင်ရှိနေပေါ့နော်ဒီထဲမှာကိုကျွန်တော်မှာပါပေါင်း4450ရှိတယ်တေချာတစ်ခုကကျွန်တော်ဘယ် market ကိုရောက်တဲ့အချိန်မှာလူကြီးက crypto လောကကြီးကိုစိတ်နာပြီးတော့ထွက်သွားတတ်ကြတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်22 23အတွင်းမှာ21လောက်တော့ဒီနည်းနည်းဘူးရန်ကောင်းကားစားတော့ဆိုအကုန်လုံးတွေးကြပါလိမ့်မယ်လူတွေအများကြီးပဲဒီ crypto ဆိုတာဒီ NFT ခေတ်စားတော့ဆိုလည်းအများကြီးပဲ crypto community တွေရောအကုန်လုံးလူတွေများလာတယ်ဒါပေမဲ့တကယ် crypto ဈေးတွေတားထိုးကြသွားတဲ့အချိန်ဆိုရင်ဘယ်သူမှဘာမှမလုပ်နိုင်တော့ဘူးပေါ့နော်အဲ့တော့ဒီဘယ်သူမှဘာမှမလုပ်နိုင်တော့ဆိုအကုန်လုံးပြန်ပြီးထွက်သွားစိတ်ဓာတ်တွေကြပြီးထွက်ကုန်ကြပါတော့နော်ဒါပေမဲ့အဲ့ဒီစိတ်ဓာတ်ကြတာကိုအကုန်လုံးကတောင့်ခံပြီးတော့အခုဘယ်မှကမှကြင်ခံကြုံတွေ့ပြီးလိုက်ပြီးပြန်ပြီးလိုက်စီဝဲဘူရန်ပြန်ရောက်တဲ့ခါမှာပြန်ရောက်အမျက်တွေပြန်ယူဒါမျိုးတွေကိုလုပ်တင်တယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်ဝင်ရောက်ဆွေးနွေးပေးမယ့်သူရှိရင်ကျွန်တော်ဖိတ်ခေါ်ပါတယ်မရှိတော့ကျွန်တော်နာမည်ခေါ်မယ်ပေါ့နော်ပေါ်ထဲမှာရေးနေတွေအကုန်လုံးခေါ်ရမယ်ကိုအိုက်စ်လိုလာအလို Solana ကိုစပြီးထွက်မယ်အချိန်တုန်းကလာတွေးသိခဲ့ရင်ပေါ့နော်လိုက်ပြီးဝေးတင်ပါတယ်ဟယ်လိုခုနမိုက်ပြူဖွင့်လိုက်တာလေအခုလက်တလောအချိန်တွေကသူကဘယ် market ကိုသွားနေပြီလို့ဆိုရတာမသိဘူးနော်အခုလက်ရှိအချိန်တွေရတော့အတိအကျပြီးတော့မပြောနိုင်သေးပေမဲ့တဖြည်းဖြည်းချင်းတော့သူသွားကြမှာသွားမှာပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ crypto မှာကအမြဲတမ်းကြီးပဲဘူးနေလို့လည်းမရဘူးလေအချိန်တစ်ခုရရင်သူပြန်ပြီးတော့ကြအောင်ပါပဲပြီးတော့နောက်တစ်ခုအနေနဲ့ရှိတာကဘာလဲဆိုတော့အဲ့လို crypto မှာကအဲ့လိုအကုန်လုံးညာရှိသမျှ coin တွေအကုန်လုံးစိမ့်သွားပြီးတော့အမြဲတမ်းအများကြီးရတဲ့အချိန်တစ်ခုဆိုရှိရပေါ့နော်အဲ့လိုတွေပြီးသွားပြီဆိုရင်ကျွန်တော်ပြန်ပြီးတော့နီးလေးရှိရပေါ့နော်အခုပြောမယ်ဆိုရင်တော့အခုကတော့လက်ရှိဖြည်းဖြည်းချင်းတော့သွားနေပြီလို့တော့ထင်တယ်ဒါပေမဲ့စောင့်ကြည့်ပါအောင်လို့ပဲပြောချင်ပါတယ်ကျွန်တော်လည်းအတိအကျတော့မပြောတတ်သေးပါဘူးကိုယ်စောဒီမိကုန်းမှာအမြင်လေးပါအများရှိနေမသိဘူးဗျဟုတ်ကဲ့ကျွန်တော်ဟိုလေ channel ချက်တယ်မှာscreenshot လေးတခုကျွန်တော်ပို့လိုက်မှာပေါ့နော် screenshot လေးကကျွန်တော်တို့ဒီ2021ကနေပြီးတော့2022အတွင်းကိုဒီကျွန်တော် Bitcoin ရဲ့ဈေးပေါ့နော်အဲ့ဒါကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်bear market ဆိုလို့ရှိရင် monthly ချက်ကအဲ့လိုမျိုးလာတယ်ပေါ့နော်အဲ့ဒါကကျင်းတည်bear market သွားတာပေါ့နော်အရှိမကျွန်တော်ရှိခဲ့ပြီးသားဟို height ထက်နောက်လာတယ်ပေါ့နော် monthly candle တွေကကြည့်မယ်ဆိုကျွန်တော်ဒီ68969.2ဆိုရဲ candle အညီလေးရဲ့နောက်ပါပေါ်လာသမျှတော့ monthly candle တွေအကုန်လုံးဟာဘလို့မှသူ့ရဲ့ဒီ previous candle တွေကိုမကြော်နိုင်တော့ဘူးပေါ့နော်မကြော်နိုင်တော့ဘဲနဲ့ဈေးကကြားတဲ့ကြာသွားရပေါ့နော်အဲ့လိုမျိုးကိုကျွန်တော်တို့ကဒီတစ်နှစ်ကြာရဲ့ quarter တစ်ခုစာလောက်ပေါ့နော်quarter 3လလောက်ဒီ candle 3ခုလောက်ကကျင်းတည်တယ်အရင်လက်ရှိ
နောက်ဆုံးမှရှိခဲ့တဲ့ဈေးထက်ပေါ့နော်ပြန်ပြီးတော့မတက်လာနိုင်တော့ဘူးဆိုလို့ရှိရင်ဒါဆူဆူရွာရှေ့မှာပို့ပြီးတော့ဈေးထိုးကြတော့မယ်ဘယ်မှာကကိုသွားတော့မယ်လို့ယူဆလို့ရပါပေါ့နော်အဲ့တော့လက်ရှိကျွန်တော်တို့ monthly ချက်ကိုပြပွားအောင်သွားကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒါလည်းကျွန်တော်နောက်ထပ်screenshot နောက်တစ်ခုထပ်ပို့လိုက်မှာပေါ့နော်လက်ရှိbig BTC ရဲ့ monthly ချက်ကိုသွားကြည့်မယ်ဆိုလို့ရှိရင်ဒုတိယကျွန်တော်ပို့ထားတဲ့ပုံတိုင်းပဲထွက်လာတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ monthly candle ကဆူဆူရွာမစင်သေးဘူးပေါ့နော်လက်ရှိအချိန်မှာအဲ့တော့မစင်သေးဘူးဆိုတော့ဘလို့မအောင်ကျွန်တော်တို့ကဘယ်မှာကရောက်ပြီလို့ပြောလို့မရသေးဘူးပေါ့နော်အဲ့တော့အဓိကcandle 3ခုလောက်ပေါ့နော်ကျွန်တော်ဒီမှာဝိုင်းပြလိုက်ပါမယ်ပထမပုံမှာဒီလိုမျိုးသွားပြီဆိုလို့ရှိရင်တော့ကျင်းတည်တာကသူ့ရဲ့နောက်မှာပေါ့နော်ထပ်ပြီးတော့ဘယ်မှာကအနေနဲ့ဒီလိုမျိုးထပ်ဆင်းလာတာဟုတ်တွေ့ရပါလိမ့်မယ်လို့လက်ရှိ market အခြေအနေရဘယ် market ကိုကြောင်းနေပြီလားဆိုလို့ရှိရင်ဥတည်နေပြီလားဆိုလို့ရှိရင်ဥမတည်သေးဘူးလို့ပဲကျွန်တော်ကတော့ဖြေချင်ပါတယ်လက်ရှိဈေးထက်ပို့ပြီးတော့တက်လာနိုင်ခြင်းရှိပါသေးတယ်ဒါပေမဲ့ရှေ့မှာကျွန်တော်ချက်ထဲမှာပြောထားသလိုမျိုးပဲပေါ့နော်Bitcoin halving ကလည်းမလာသေးဘူး Bitcoin halving ဒီကျွန်တော်တို့မလာသေးဘူးလားလာပြီးသွားပြီလား Bitcoin halving ကပြီးသွားပြီလား next ပြီးလေပြီးပြီနော်လာပြီးပြီနော်လာပြီးလေဟုတ်တယ်2025မှာလာပြီးပြီ sorry Bitcoin halving ကလာပြီးပြီဆိုတော့ဟုတ်တယ်နည်းနည်းတော့အနေရောများနေပြီပေါ့နော်ဒါပေမဲ့ကောဆာမှာကျွန်တော်ပြောခဲ့သလိုပါပဲအဲ့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ဆူရွာဘယ် market ထဲဆင်းတဲ့နှစ်မှာတော့မှပဲကျွန်တော်တို့ကဒီဈေးအမြင့်ပိုင်းကိုကျော်ဝနိုင်ခြင်းရှိသေးတာမို့ကျွန်တော်အမြင်ဆိုလို့ရှိရင်ပေါ့နော်ဒီ2020နောက် financial advice ပါနော်အနေများလိုက်တာပြောမှာအဲ့တော့မှားပြောခဲ့လို့ရှိလို့ရှိရင်တော့လည်းရှက်စရာကြီးပေါ့နော်ဒါပေမဲ့လည်းမရှက်ပါဘူးအဲ့တော့လူပဲလေနော်မှားရလည်းရှိမှာပဲဒီ2020လက်ရှိကျွန်တော်2025လက်ရှိကာလမှာတော့ပေါ့နော်ကျွန်တော်နောက်ထပ်ဈေးအတက်ကိုမြင်ရနိုင်ခြင်းရှိသေးတယ်ဒါပေမဲ့ကျွန်တော်တို့ဒီကနေကျွန်တော်ရှေ့လျှောက်တောက်လျှောက်ပေါ့နော်လူတွေအပြင်မှာပတ်စံသုံးမှုလူလာတဲ့ကာလတွေရောက်လာလို့ရှိရင် crypto ထုတ်ရအောင်ပဲဗျာတူတူကိုပေါ့နော်ဘယ်သူမှအပြင်မှာပတ်စံမလို့ပဲနဲ့ crypto တွေထုတ်မရအောင်လေဈေးတက်လာအောင်မလားဆိုပြီးတော့ကင်ထားမှာပေါ့တကယ်လို့ပတ်စံတာသုံးမှုလိုလာပြီဆိုတော့မတက်နိုင်တော့ဘူးရောင်းထုတ်ရတော့မယ်လေနော်အဲ့တော့အဲ့လိုကာလမျိုးပေါ့နော်လူတွေအပြင်မှာဒီပတ်စံအရန်သုံးတဲ့ကာလမျိုးတွေငွေအဝင်ထွက်တအားကြံအသုံးချမ်းတဲ့လတွေပေါ့နော်အဲ့ဒါတွေကဘယ်လိုခြေမျိုးတွေရောက်လဲဆိုလို့ရှိရင်ကျွန်တော်ကဒါကတော့မြန်မာတွေရဲ့သတင်းကြို့တို့ဘာလို့ထည့်ပြောလို့မရဘူးပေါ့ဗျာကျွန်တော်တို့ကcrypto users ရဲ့အချို့မှာကျွန်တော်မြန်မာတွေကနည်းနည်းလေးပဲရှိတာဟုတ်အဲ့တော့တကယ်တစ်ကမ္ဘာလုံးကတကယ် Bitcoin holder တွေ trader တွေရဲ့တကယ်ဒီဆွမ်းနာပြောသလိုအပြင်လောကမှာငွေဝင်ထွက်အသုံးချမ်းတဲ့ကာလတွေကဒီ New Year တို့Chinese New Year တို့ဒီဟာတွေပေါ့နော်ဒီဟာတွေမှာဆိုလို့ရှိရင်လူတွေအပြင်မှာသုံးဖို့ပတ်စံတိုးတယ်ပတ်စံတိုးတဲ့ခါကျတော့ဘာလုပ်လဲဆိုတော့ crypto တွေကအကောင့်တွေကိုရောင်းထုတ်လေးရှိကြတယ်ရောင်းထုတ်လေးရှိကြရဲဆိုတော့အဲ့12လပိုင်း1လပိုင်း2လပိုင်းအဲ့လိုကာလတွေမှာလူတွေကရှိတဲ့ဟာလေးကိုရောင်းထုတ်ရင်းနဲ့အဲ့ဒီရဲ့နောက်ပိုင်းတွေမှာမှဘယ်မှာကအမြဲတမ်းလိုကပ်ပါလာတာပေါ့နော်အဲ့တော့လက်ရှိဒီ2025ဒီမေဇွန်ဇူလိုင်ဩဂတ်စက်တင်ဘာဒီလောက်ကတော့ဒီလလေးတွေကတော့ကျွန်တော်တို့နည်းနည်းလေးဘယ်မှာကိုစိုးရင်ကြမလို့ပဲနေသွားလို့ရတယ်လို့တော့အကြမ်းပြင်းပေါ့နော်ပြောလို့ရတယ်ဒါပေမဲ့ဆန္ဒကျွန်တော်ရှိမှပြောခဲ့သလိုကမ္ဘာနိုင်ငံရေးအခြေအနေစီးပွားရေးအခြေအနေစစ်ရေးတွေဒီလိုမျိုးဟာတွေတော့မျက်ခြေမပြတ်နားဆွင့်ဖို့လိုတာပေါ့နော်ရုပ်တရက်ကြီး next ပြောသလိုပဲကမ္ဘာစစ်ထဖြစ်ရင်တို့တိုင်းပြည်နဲ့စစ်တွေဖြစ်ကြရင်တို့နောက်ပြီးသွားလို့ရှိရင်အဲ့လို American နဲ့ဒီတရုတ်နဲ့ခြားကြရင်တို့ဒါမျိုးတွေပေါ့နော်အဲ့တော့ကြီးမားမားတော့ဒီ crypto နဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေဖြစ်ပေါ်လာခဲ့ရင်တို့ဒါမျိုးတွေဒါဖြစ်ခဲ့မယ်ဆိုလို့ရှိရင်မပြောကမဆိုကောင်းပေါ့နော် Bitcoin blockchain ကို hack လုပ်ရသွားတာတို့ပါလို့ဆိုရင်တော့သွားပြီပေါ့နော်ကျွန်တော်တို့ရဲ့ bear market email လေးကတော့ပြတ်ပါပြီအဲ့တော့always it will always be 2026ပေါ့နော်အမြဲတမ်းလို့2026ကြီးပဲဘဝမှာကြုံရတော့မှာဖြစ်ပါတယ်2030 boom run နောက်တစ်ချိန်ပေါ့နော် memory ပြောသလိုခိုးချင်တဲ့လူကိုခိုးလို့ရမယ်ကာလဆိုတာမျိုးကရှိမလာနိုင်တော့ဘူးပေါ့ဗျာနော်အဲ့တော့အပြင်လောကမှာအရေးကြီးတဲ့ဒီသတင်းချက်လက်တွေကိုလည်းမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုပါတယ်ပြီးတော့ crypto ကိုအခုဆိုကောမှာပေါ့နော်လက်ရှိကောနားထောင်နေတဲ့လူတွေမှာနောက်တစ်ချိန်ဒီကောကိုပြန်နားထောင်တဲ့လူတွေထဲမှာပေါ့နော်အသက်ငယ်ရွယ်လေးနဲ့ကျွန်တော်ဒီ10ကျော်တက်20ကျော်လေးနဲ့ဒီ crypto ကိုစပြီးတော့သိရှိရဲနားလေတက်ကျွမ်းနေကျွန်တော်ပြောတာတွေကို
ပြန်နှထောင်မိခဲ့တယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့ရှေ့လျှောက်ပေါ်မှာဘယ် market bull market cycle စီအများကြီးပဲဂျုံလာနိုင်ချေရှိတာမို့လို့အဲ့တော့ cycle တစ်ခုမှာကိုယ်ရည်မှန်းချက်တစ်ခုလုပ်ချင်တာလေးတွေလုပ်သွားလို့ရတာပေါ့နော်ပြင်ဆင်သွားလို့ရမယ်အဲ့တော့ first cycle မှာ maybe ကားဝယ်မယ်ဟိုမှာပေါ့နော်ကောင်မလေးကိုကားနဲ့တင်တောင်းမယ်ဒါမျိုးတွေပေါ့နော် second cycle ကြာလို့ရှိရင်ဒါတစ်ခါအိမ်အောင်ပြုတ်မယ်third cycle ကြာလို့ရှိရင် business လုပ်မယ်ဒါမျိုးတွေပေါ့နော်အဲ့တော့ crypto ရဲ့အဓိကအကောင်းဆုံးအားသာချက်ကအဲ့ဒါပါပဲဘယ် market မှာdiscount နဲ့အများကြီးဝယ် bull market မှာပြန်ရောင်းပေါ့နော်ဒါပေမဲ့အဲ့လိုဝယ်ပြီးတော့ပြန်ရောင်းတဲ့အခါမှာလေ risk လက်ရှိအချိန်ကြီးပေါ့နော်ပြီးခဲ့တဲ့ history အရလက်ရှိအချိန်ကြီး safe အဖြစ်ဆုံးနဲ့အနေအကင်းဆုံးကလည်း Bitcoin တစ်ခုပဲရှိတယ်အဲ့ဒါကလည်းကျွန်တော်အခုပြောသလိုပဲကျွန်တော်လိုပဲcrypto traders တွေအကုန်လုံးကလည်းတွေးကြတာအဲဒါကြောင့်မလို့ဘယ် market ရောက်လာတဲ့အခါမှာလည်းအကုန်လုံးကလည်း Bitcoin ပဲဝယ်ပြီးတော့ Bitcoin တွေကင်ထားတဲ့အတွက်ကြောင့်မလို့Bitcoin ရဲ့ demand က supply ထက်ဝယ်လိုအားကရောင်းလိုအားထက်များပြီးတော့bull market ရဲ့လို့တကယ်ပြောင်းလို့ရှိရင်ထိတ်ဆုံးကနေဈေးကိုအမြင့်ဆုံးတက်နိုင်တာက Bitcoin ပဲဖြစ်တာပေါ့နော်အဲ့တော့ပြန်ကြည့်ပါကျွန်တော်တကယ်ဘယ် market ကိုကျွန်တော်မရောက်လာခင်ပေါ့နော်ဒီနေ့နားထောင်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ဘယ် market တုန်းက2022တုန်းကပေါ့နော် Bitcoin စိုးစိုးဝါးဈေးကြသွားတော့ကဘယ်လောက်လဲအခုမှဘယ်လောက်ထိတက်လာလဲ Ethereum အဲ့တုန်းကဘယ်လောက်လဲဘယ်လောက်ထိတက်လာလဲ BNB အဲ့တုန်းကဘယ်လောက်လဲဘယ်လောက်ထိတက်လာလဲပြန်ကြည့်ပါအဲ့လိုပြန်ကြည့်ပြီးလို့ရှိရင်လာမဲ့ဘယ် market မှာကိုဝယ်တော့မယ်ဆိုတဲ့အချိန်ကြလို့ရှိရင်ဘာဝယ်မလဲဆုံးဖြတ်ပါအဲ့လိုဆုံးဖြတ်တဲ့အခါမှာဒါကတော့ price action ကိုပဲကြည့်ပြီးတော့ဆုံးဖြတ်တာပေါ့နော်နောက်တစ်ခုကျွန်တော်တို့နောက်တစ်ခုကျွန်တော်တို့ဆုံးဖြတ်လို့ရတာဘာလဲဆိုတော့ကိုဝယ်လိုက်တဲ့ asset ဒီဘာ value ရှိလဲပေါ့နော်အဲ့တစ်ချက်လဲဟိုကျွန်တော်ပြောဖို့မိသွားဆိုတော့ဟာလေဟုတ်ကျွန်တော်ကအမြဲတမ်းတော့ price action ကိုကြည့်ပြီးတော့ဟိုဆုံးဖြတ်လို့မရဘူးပေါ့နော်ကိုကင်တဲ့ crypto asset ရဲ့value ဆိုတော့လည်းထည့်တွက်တယ်ဥပမာဘယ် market မှာ BNB ဝင်မယ်ဆိုလို့ရှိရင်ထားပါတော့ let's say BNB ကဘယ် market မှာ 1 BNB ဒေါ်လာ150 200လောက်ထိကျသွားတယ်ဆိုလို့ရှိရင်ကိုယ့်လက်ထဲမှာဒေါ်လာ1000ရှိရဆိုရင် BNB 5 coin ဝယ်ထားလိုက်တယ်ဆိုရင်အဲ့ BNB ကိုတုံးပြီးတော့နောက်တစ်ချိန်ဒီဘယ် bull market ပြန်မရောက်ခင်ဒီနှစ်တာကာလအတွင်းမှာဒီ BNB ကိုကင်ထားပြီးတော့ရနိုင်မဲ့အကျိုးကျေးဇူးတွေအများကြီးရှိတယ်လीเนาะဥပမာကျွန်တော်ရှေ့မှာပြောခဲ့သလို launch pool တွေ join တာ launch pad တွေ join တာ BNB holder airdrop တွေရတာဒါမျိုးတွေပေါ့เนาะအဲ့တော့ဒီ cycle ထဲမှာကိုကတွားနေတဲ့အခါမှာဝယ်တာတွေရောင်းတာတွေကိုလုပ်တဲ့အခါမှာအဲ့လို price action တစ်ခုတည်းတန်ဖိုးတစ်ခုတည်းကိုပဲဆုံးဖြတ်လို့လည်းမရပြန်ဘူးကိုဝယ်မယ်ဆိုလို့ရှိရင်ဝယ်ထားတဲ့ asset ကိုကဘယ်လိုမျိုး value မျိုးထုတ်ယူသုံးစွဲလို့ရမလဲအဲ့ asset ကိုကင်ထားတဲ့အတွက်ကြောင့်မို့လို့ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဥပမာကျွန်တော် Binance ဘက်မှာဆိုလို့ရှိရင် MNT ပေါ့ MNT မှာလက်ရှိဈေးတော်တော်ပေါ်နေတယ်လက်ရှိဈေးတော်တော်ပေါ်နေဆိုတော့ဘယ် market မှာတော်တော်ကြီးပေါ်မှာပေါ့နော်အဲ့တော့ MNT ကိုပေါ်များများဝယ်ထားလိုက်မယ်ဆိုလို့ရှိရင်တကယ်ဘယ် market ကြီးထဲမှာဒါဝယ်မယ်ဆိုလို့ရှိရင်ဟိုဒေါ်လာlet's say ဒေါ်လာ900ဘူးလောက်ဝယ်လိုက်ရင်bull market လည်းရောက်လာအောင်ဒေါ်လာ2000ဘူးလောက်ဖြစ်သွားမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်Binance ရဲ့event တွေ campaign တွေမှာ MNT ကိုတုံးပြီးတော့participate လုပ်လို့ရပြီပေါ့နော်Binance မှမဟုတ်ဘူး Picket မှာလည်းသူတို့ရဲ့ဒီ BGB ရှိမယ် OKX မှာလည်း OKB ရှိမယ်ဒါမျိုးတွေပေါ့နော်ကျွန်တော်မြန်မာတွေတုံးလို့ရတဲ့ exchange တွေနဲ့အဲ့ဒီ exchange တွေရဲ့ဒီ governance token တွေနဲ့အဲ့ token တွေကိုကင်ထားလို့ရှိရင်ရရှိတာမဲ့ order benefits တွေပေါ့နော်ဒါမျိုးတွေကိုပါထည့်သွင်းစဉ်းစားပြီးတော့ဘယ် market ကြလို့ရှိရင်ဝယ်ဖို့ပေါ့နော်ဝယ်နိုင်ဖို့စူးစမ်းရမှာဖြစ်ပါတယ်အဲ့တော့ကိုယ်တိုင်ပဲလေ့လာပြီးတော့ကိုယ်တိုင်ပဲသိအောင်လုပ်ရမှာပေါ့နော်ကိုယ်တိုင်သိအောင်လုပ်ကိုဝယ်နိုင်တဲ့လောက်ပမာဏဝယ်ကိုယ့်အကိုတည်တည်ချာချာ strategy ချပေါ့နော်အဲ့တော့ FOMO တွေဘာတွေမဝင်မဲနဲ့ခုနပြောသလိုဒီ depression တွေ anxiety တွေမဖြစ်ဘဲနဲ့တည်တည်ချာချာရင်ဆိုင်ဖို့ဆိုလို့ရှိရင်အရေးကြီးဆုံးက knowledge ပါ knowledge လို့တယ်အဲ့တော့ကို့မှာဘယ် knowledge ကရှိပြီးပြီလဲကို့မှာဘယ် knowledge ကမရှိသေးဘူးလဲကိုယ်တိုင်ပဲသိတာအဲ့တော့တကယ်ဖြစ်ချင်တယ်ဆိုလို့ရှိရင်တကယ်ဖြစ်အောင်လုပ်ဖို့ကလွယ်တယ်ဒီအရာကြီးကတန်တရားလည်နေတာပေါ့နော်အမြဲတမ်း repeating ဖြစ်နေတဲ့ဒီ history ထဲမှာကိုကအကျိုးမြတ်ရယူကိုကနံပါတ်1 knowledge လို့မယ်နံပါတ်2ကတော့ကိုယ့်ရဲ့လုံနိုင်စွမ်းပေါ့နော်ကိုယ့်ရဲ့resource ပေါ့နော်ကိုယ့်ရဲ့ resource လို့မယ်အဲ့ဒါဒါရှိမယ်ဆိုလို့ရှိရင်နံပါတ်3ကတော့ consistency ပေါ့နော်အဲ့တော့ consistency လည်းလိုတယ် knowledge လည်းရှိပြီ resource လည်းရှိပြီဆိုရင်တော့ consistency ရှိနဲ့ တစ်ဆိုင်မမှန်နဲ့ဒီဟာလေးကို awareness လေးအမြဲတမ်းထားပြီးတော့motivated ဖြစ်နေပေါ့နော်လုံမဝါဘူးဆိုလို့ရှိရင်ကို land tour မှာထွက်သွားတယ်ဆိုလို့ရှိရင်လည်းကိုအတွက်တကယ် full benefits ပေါ့နော်ရမှာမဟုတ်ဘူးအဲ့တော့အများကြီးပဲဟိုစူးစမ်းပြီးတော့လုပ်ကြရမှာဖြစ်ပါတယ်အားလုံးလည်းစူးစမ်းပြီးတော့လုပ်နိုင်ကြတဲ့လူတွေဖြစ်ပါစေကျွန်တော်ကိုယ်တိုင်အောင်ပေါ့နော်ဆုတောင်းပါတယ်ဒီကျွန်တော်ပြန်ရှင်းပြပါပြန် sorry ပါနေစီ
တကြီးစကားတငယ်ကြားတာကောင်းပါလေကျွန်တော်တို့ဒီခုန quiz ပြောတဲ့လိုပဲအကုန်လုံးကဟိုကအကုန်လုံးထဲမှာဆိုတော့ကျွန်တော်လည်း BNB ကိုကြိုက်တယ် BNB ကိုကြိုက်တယ်ကျွန်တော် BNB လည်းကြိုက်တယ်ကိုဆိုကြီးလည်းကြိုက်ပါတော့ Solana ကိုကြိုက်တာဘာလို့လဲဆိုတော့အတက်ချချမ်းတာရပြီးတော့သူ့ရဲ့ blockchain လောက်ဆောင်မှုတွေ fees transaction fees ကတက်တာဒါတွေကြောင့်နည်းနည်းကြိုက်တယ်ပေါ့နော်ပြောမှဆိုကြိုက်တာတွေပါတယ်ပြီးတော့အရင်တော့တိုင်း Solana project Solana blockchain ပေါ်မှာဒီ NFT project တွေကလာပြီးတော့တိစောက်ကြတာများတယ်ပေါ့နော်အခုတော့ကျွန်တော်လည်း NFT ဘက်ကိုမလိုက်ဖြစ်တော့သိပြီးတော့အရင်တော့ကြီးမလေးလာဖြစ်တော့ဘူးပေါ့နော်အဲ့တော့ဘယ် point မှာသွားပြတိစောက်နေတယ်ဆိုတော့တေချာတော့မသိတော့ပါဘူး BNB ကတော့ဘာလို့ကြိုက်တာလဲဆိုတော့ခုနအရှိမ coins ပြောခဲ့လို့ခိုးတာအဲ့တော့တွေပြီးတော့ launch pool တွေ launch pad တွေလာတဲ့အချိန်မှာ join လို့ရတယ်ပေါ့နော်ပြီးတော့အခုဟာကြိုက်နေတစ်ခုရှိပါတယ်ဘိုင်းထဲမှာလာတယ် alpha လေ alpha လည်းနည်းနည်းတော့ကြိုက်တယ်ဒါပေမဲ့ alpha အခုကတော့ point တွေအရင်များပါတယ်အတွက် like မမီနိုင်တော့ဘူးပေါ့နော်တထေးစာကြီးဖြစ်သွားပြီပေါ့နော်ပြီးတော့ alpha လည်း point လေးပြန်ကြိုက်တော့ကောင်းပါဘူးနော် bull market parent လို့ alpha point လေးပြန်ကြပေးနေကောင်းပါပါပဲဒီတော့ဘေကုန်းမေးသွားတယ်အခုလေကျင်းနေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ဖြေချပေးတဲ့ကျေးဇူးတင်တယ်ဗျဟုတ်ကဲ့ပါအခုဟုတ်ကဲ့နောက်ထပ်မေးခွန်းလေးတွေမေးစရာရှိရင်မေးလို့ရပါတယ်ခင်ဗျာဒါပေမဲ့တချို့ခုနရှေ့မှာကိုယ်ပြောတယ်ကျွန်တော်ဒီနေ့ည community call ကကျွန်တော်တို့အားလုံးကျွန်တော်တို့ admin တွေ OG တွေရဲ့ကိုအမြင်တွေကိုကြုံတွေ့ခဲ့ရတဲ့ Buran Bear Market ဒါမျိုးတွေနဲ့ Bull Market Bear Market နဲ့ပတ်သက်ပြီးကြုံတွေ့ခဲ့ရတဲ့အမြင်လေးတွေဖြစ်လိဖြစ်တာရှိတဲ့အရာလေးတွေကိုပဲ admin တွေအကုန်လုံးအနေနဲ့ညှောက်ဝေပေးခဲ့တာဖြစ်ပါတယ်ဘယ်ဥစ္စာမှကျွန်တော်တို့တွေဘလို့ဖြစ်ပါမယ်ဆိုပြီးတိတိကျကျသိလို့ပြောနေတာမဟုတ်ပါဘူးဒါက record ပြန်နှားထောင်တဲ့လူတွေအနေနဲ့ပြန်ပြီးတော့သိဖို့အတွက်ပြောပြတာဖြစ်ပါတယ်ဒါကကျွန်တော်တို့အကုန်လုံးကဘယ်လိုပြောမလဲBull Market ကြုံမှုခဲ့တဲ့လူတွေရှိတယ် Bear Market ကြုံမှုခဲ့တဲ့လူတွေရှိတယ်ဒါကိုအထင်ကိုကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတွေရှင်းမဆိုကိုယ်ဆိုလိုက်သူ1 man ကန်တယ်နဲ့ပြပါတယ်ပေါ့နော် BTC ဈေးတွေဘယ်လိုမျိုးကျလာရင်Bear Market စပြီလို့ပြောလို့ရတယ်လုံးလုံးဝင်ရောက်နေပြီလို့ပြောလို့ရတယ်ဆိုပြီးပြပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ပြောမယ်ဆိုရင်ဒါကိုယ်အိုက်စီကနေကျွန်တော်ပညာတစ်ခုရလိုက်တာပဲအမှန်တိုင်းပြောရင်Bear Market ဒီကျွန်တော်အဲ့လိုမျိုးကြည့်လို့ရတယ်ကျွန်တော်အမှန်တိုင်းပြောရင်ကျွန်တော်မသိခဲ့ဘူးဒါပေမဲ့ကျွန်တော်မသိခဲ့ဘူးဆိုရင်ဈေးတွေနီးနေတောက်ချနီးနေပြီဆိုရင်တော့ကျွန်တော်တို့ရောင်းနေပြီဆိုတော့သိတယ်ဒါပေမဲ့ဘယ်ချိန်မှစပြီးတော့ဝင်လဲဆိုတာတော့ကိုယ့်အကိုဆိုရင်တိတိကျကျမပြောနိုင်ဘူးအခုကိုယ်အိုက်ပြောတဲ့ပုံစံရဆိုရင်ကန်တယ်ဘယ်လိုမျိုးပြရင်ဘယ်လိုမျိုးသိရမလဲဆိုတော့ဒီနေ့ည community ကိုကနေကျွန်တော်ကိုယ်တိုင်လည်းပညာတစ်ခုရလိုက်တယ်ပေါ့နော်ဒီတော့ဒီနေ့ည record ကိုပြန်ပြီးတော့နားထောင်နေတဲ့လူတွေအနေနဲ့လည်းဒီလိုမျိုးလေးတွေကြားရင်သိရင်ဘုဒ္ဓတာတစ်ခုအနေနဲ့တိုးပါမယ်လို့ကျွန်တော်ယူဆပါတယ်ဒီနေ့ည community call ဒီဘယ်မှာခဲ့ရောက်တဲ့အချိန်မှာဂျုံတွေးရလေးရှိတဲ့အရာလေးတွေကိုပြန်ပြီးတော့မျှဝေဖြေးခဲ့တာဖြစ်ပါတယ်ခင်ဗျာအချိန်နဲ့ call လဲတနားကြီးကြောလာပြီဆိုတော့ကျွန်တော်နှုတ်ဆက်ဖို့ချိန်ရောက်ပြီလို့ကျွန်တော်ထင်ပါတယ်အားလုံးပဲgood night ပါခင်ဗျာကောင်းတော့ညလေးဖြစ်ပါစေအခုလက်ရှိမှာလဲမိုးတွေရန်သိမ်းနေမွန်တိုင်းတွေဖြစ်နေဆိုတော့ရေဘေးကျူးဆိုင်ကြပါကျမကြီးကျူးဆိုင်ကြပါငှက်ဖျားတုတ်ကွေးအကုန်လုံးကျူးဆိုင်ကြပါလို့ပြောချင်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါကျွန်တော်တို့နောက်ပတ်မှာပြန်ပြီးတော့ဆုံပါမယ်ခင်ဗျာတခါဘူးရင်တော့ဘယ်လောက်ကြာလဲတော့ကျွန်တော်မသိဘူးเนาะဒါပေမဲ့တခါဖဲရင်တော့အနည်းဆုံး3-4နှစ်ကြာပါတယ်ညံမီလည်းလောက်ပြောရင် sport grade ရောစမီပြေလောက်ပို့လာတဲ့ Bear Market ဆိုပေမဲ့တစ်ချက်ပြန်တက်လာတယ်ရှိတယ်တဲ့အဲ့လိုတက်လိုက်ကြလိုက်ဖြစ်နေအမျက်ရမယ်စက်တိုက်ကြသွားခဲ့ရင်လည်း grade တစ်ခုချင်းစီလိုက်ဝယ်သွားမှာဆိုတော့ DC လောက်သွားတယ်လို့ပဲလေတစ်ခုလွယ်နေတဲ့ထောက်ပြပေါ်တယ်ဒါပေမဲ့ sport grade ကအရန်ကျသွားတဲ့အချိန်ဆိုရင် Bear Market ကြရင်လေ
ကျွန်တော်အမြင်နဲ့တက်လိုက်ကြလိုက်ဖြစ်နေမှာတစ်ခါတည်းကြာရင်ကြားသွားပြီဆိုအဲ့လိုပိုးစိုးပတ်သက်ထိုးကြပါဦးဘယ်လိုမျိုးကြားသွားလဲဆိုတော့ကျွန်တော် future training တွေဆိုသိတယ်ဘာလို့အဲ့လိုကြားသွားပြီဆိုတော့ဝိုးစစ်ကြပါတက်သွားပြီဆိုတော့တို့အဲ့လိုတက်သွားပါတော့အဲ့တော့ကို credit အတွင်းကြော်သွားပြီဆိုရင်အဲ့ဒါကကို့အတွက်ရှုံးမယ်လေအဲ့တော့ credit trade ရင်လည်းဘယ် market ဆိုတော့တတိထားနေတယ်ဘာဖြစ်လို့ကိုက view site နေနိုင်ရင်တော့ပြဿနာမရှိပေမဲ့ကိုတတိလွတ်သွားတဲ့ချိန်ဆိုရင်တော့အဲ့ဒါရှုံးသွားနိုင်ပါလေအဲ့တော့ view design လေးနေပဲလုပ်ပါလို့ပြောချင်ပါတယ်hello ကိုဟုတ်ကဲ့နည်းနည်းလေးပြောမယ်ဟောလေ spot cream မှာမဟုတ်ဘူးပေါ့နော်တကယ်တော့trading မှာကလေ trading လုပ်ပြီဆိုလို့ရှိရင်လို့ base strategy ကအကောင်းဆုံးဆိုတာမျိုးမရှိဘူးပေါ့နော်ဟိုကျွန်တော်တို့ trading အတွက်သုံးတဲ့ indicators ကအစပဲ indicator ကအကောင်းဆုံးဆိုတာမရှိဘူးတခုပဲကျွမ်းကျင်ရာလိမ္မာပေါ့နော်ကိုသုံးတဲ့ကောင်တော့ကိုတတိစာသုံးတတ်ရမယ်အဲ့ဒီကောင်တော့လုံးဝတကယ်ဟိုprofessional တယောက်အနေနဲ့ဒီ mastery ခေါ်မှာပေါ့နော်လုံးဝကျွမ်းကျင်ဆရာကြနေရမယ်ပေါ့နော်ပြီးရင် strategy တိုင်းဟာလည်းအမြင်နဲ့မှန်မနေဘူးပေါ့နော်အဲ့တော့အကောင်းဆုံးက back testing ပဲအဲ့တော့ back testing ဆိုတာတကယ်လို့ကိုကဒီ market cycle မှာ spot green နဲ့သွားတာဟာအဆင်ပြေမလားမပြေဘူးလားမတိကျသေးဘူးဆိုလို့ရှိရင်ကိုယ်တိုင်လုပ်ကြည့်ဒါကျွန်တော်ပြောချင်တာပေါ့နော်ကိုယ်တိုင်လုပ်ကြည့်ကိုယ်တိုင်ချကိုယ်တိုင် run ကြည့်အဲ့ဒီခါကြိုက်မကြိုက်ပေါ့နော်စိတ်တော့ထက်ရှိရမှာပေါ့နော် run ပြီးလို့ရှိရင်အဆင်ပြေခဲ့တယ်ဆိုလို့ရှိရင်နောက်တစ်ချိန်ပေါ့နော်နောက် cycle တစ်ပတ်လည်လာလို့ရှိရင်အဲ့ဒီဟာကိုအတုံးချဒါပဲပေါ့နော်ဒါကတော့ကျွန်တော်က cycle ကိုအကျယ်ကြီး၄နှစ်တာကာလကြီးပြောလိုက်တာပေါ့နော်တကယ်တော့ကျွန်တော်အိုးအရှိမှာပြောခဲ့သလိုပဲကျွန်တော် bull market ထဲမှာဖြစ်ဖြစ် bear market ထဲမှာဖြစ်ဖြစ်အဲ့လိုမျိုးပဲ cycle အသေးလေးတွေလည်းရှိတာပဲပေါ့နော် cycle အသေးလေးတိုင်းမှာလည်းအဲ့အသေးလေးတစ်ခုချင်းစီရဲ့အမြင့်ဆုံးတက်တဲ့ဈေးနဲ့အနိုင်ဆုံးကျတဲ့ဈေးအဲ့ cycle တစ်ခုစီဥပမာ weekly cycle ပဲဖြစ်ပေါ့နော်အဲ့တော့တစ်ခုစီ monthly cycle ပဲဖြစ်အဲ့တော့ဒီရက်30အတွင်းမှာ9ရက်အတွင်းမှာကျွန်တော်တို့ဒီအမြင့်ဆုံးတက်တဲ့ဈေးနဲ့အနိုင်ဆုံးကျတဲ့ဈေးတွေကရှိနေတာပဲအဲ့ဒါကိုကျွန်တော်တို့က trading ဘက်မှာ future trading ဘက်မှာတော့ window လို့ခေါ်တာပေါ့နော်အဲ့တော့ကိုကြည့်နေတဲ့တကားပေါက်လေးပေါ့ဒီဈေးကွက်ကြီးတစ်ခုလုံးကိုကြည့်နေတာမဟုတ်ဘူးဈေးကွက်ကြီးကိုကတကားပေါက်လေး4000တကားပေါက်လေးတစ်ခုနဲ့ဘောင်ခတ်ပြီးတော့ကြည့်လိုက်တာပေါ့နော်အဲ့တော့ကိုကြည့်ရဲ့ window ထဲမှာမြင်နေရတဲ့ဈေးမှာကျင်းတီအမြင့်ဆုံးဈေးနဲ့အနိုင်ဆုံးဈေးဆိုတာရှိမှာပဲအဲ့တော့အဲ့ဈေးထဲမှာကိုကဟိုတိုက်တဲ့ strategy ကိုသုံးပြီးတော့ကို manage လုပ်နိုင်ရတာပေါ့နော်လုပ်တတ်အောင်တော့လေ့ကျင့်ရတာပေါ့နော်အဲ့တော့တကယ်ဟိုအရင်တော့ကလေဟိုနိုင်ငံခြားကပေါ့နော်အဲ့လို future trading တို့ဘာလို့ညာတင်တဲ့ဆရာတွေဆိုလို့ရှိရင်သူတို့ရဲ့တင်နန်းသားတွေကိုအဲ့လိုဟို strategy တစ်ခုဆိုလို့ရှိရင်လုံးဝကျွန်တော်ဒီ paper trading ခေါ်မှာပေါ့နော် demo trading နဲ့အချိန်900 1000အဲ့လို trade ခိုင်းတာ trade ခိုင်းပြီးတော့ back testing ပြန်လုပ်ခိုင်းတာအဲ့လိုတိတ်ချလေ့ကျင့်ပြီးတော့အင်စာကြီးလည်းထည့်ရတာပေါ့နော်အဲ့လုပ်ရတယ်လုပ်ပြီးတော့မှဒါအဲ့တော့ကို strategy ကအဆင်မပြေသေးရင်ကိုကဖြည့်ကိုကပြင်ပြီးတော့နောက်ပိုင်းမှာအဲ့ strategy ကိုကိုင်ပြီးတော့ထွက်ကြတာပေါ့နော်အဲ့လိုလုပ်ကြတာအဲ့တော့ဘယ်အရာမှဘယ်နီးလန်းမှမကောင်းဆိုတာလည်းမရှိဘူးအကောင်းဆုံးဆိုတာလည်းမရှိဘူးကိုကအဲ့ကောင်ကျွမ်းကျင်တုံးတက်နေဖို့ပဲလိုတယ်အဲ့တော့လေ့လာပါပေါ့နော်ပြီးရင်teacher practice လုပ်ပါထပ်ပံတလဲလုပ်ပါလေ့ကျင့်ပါလေ့ကျင့်ရင်းနဲ့မှကျွမ်းကျင်သွားပါလိမ့်မယ်ဒါဒီ crypto trading မှာမဟုတ်ပါဘူးဘယ်အရာမှာမဆို practice ပဲအရေးကြီးဆုံးပေါ့နော်ကျွန်တော်အပြင်ပေါ့နော်ဒီအပြင်ဆိုတာဒီ crypto မှာကျွန်တော်ရဲ့တင်တော့မတင်ပေးခဲ့ဘူးပေါ့နော်ကျွန်တော်ကြားမှာဟိုတင်ပြီးတိုက်ရိုက်ပေါ့နော်ကျွန်တော်လက်ထက်တင်ပေးရဆိုတော့တိတ်မရှိဘူးပေါ့နော်ဆိုတော့အန်ဆီယန်ကကို Eco Felix ဆိုလို့ရှိရင်သူဆိုရင်ကျွန်တော်မြင်ဆရာအနေနဲ့ပေါ့နော်ကျွန်တော်မြင်ခဲ့တာမျိုးဆိုရင်အဲ့လိုဈေးကြတော့မေလို့ထင်တဲ့ short window လေးတစ်ခုမှာဆိုသူကဘာလို့လေးရှိလဲဆိုတော့ဟိုသူ spot ကင်ထားတဲ့ဒီ coin ကိုပေါ့နော် future မှာ short လေးရှိတယ်short ပြီးတော့အဲ့ဒီ future trading ကကြံရလာတဲ့အမြတ်နဲ့ spot မှာကင်ထားတဲ့ coin ပေါ့ပမာဏအရေးအတွက်ကိုတူပြီးတော့ဝယ်တာပေါ့နော်အမြဲတမ်းအခု trader အခုနောက်ပိုင်းတော့သူလည်းလုံးဝမအားမလက်တော့ဘူးပေါ့နော်ကျွန်တော်တို့လည်းအရင်close မဖြစ်တော့တဲ့အခါကျတော့တိတ်မတိတော့ဟိုးရင်ချိန်လုံးကဆိုလို့ရှိရင်အဲ့လိုပဲကိုမက်ဆီရှိမှာသူလုံနေရတယ်မြင်နေဆိုလို့ရှိရင်အများတော့အဖြစ်သူလုံလေးရှိရအဲ့လိုပဲသူကလောင်းတာနေတယ် short တယ်ပေါ့နော် short တယ်ဆိုတာလည်းဘာလို့ short လဲဆိုတော့သူကအဲ့လို spot ကိုသူကပို့ပြီးတော့များဝယ်ခြင်းလို့သူ့ရဲ့ long term goal ပေါ့နော်အဲ့လိုမျိုးလေးလောက်တာအဲ့တော့အကုန်လုံးကဈေးကြလို့ဆိုပြီးတော့ငိုယိုပြီးတော့မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့အချိန်မှာဒါကိုကြီးကိုတွားကြည့်လိုက်လို့ရှိရင်ပြုံးပြဖြီးနေပေါ့နော်အဲ့လိုမျိုးအမြင်ကက်ဆရာကောင်းတာပေါ့နော်အဲ့တော့အတင်းထုတ်တာပါဒါအတင်းကိုအကျက်တွေ call ရမှာ
လုပ်တာပေါ့နော်ဒီလိုမျိုး strategy ကိုလက်ရှိသူဆက်ပြီးတော့ practice လုပ်နေမှမလုပ်နေမှကျွန်တော်မသိရပါဘူးเนาะအတိတ်ကာလတုန်းကကျွန်တော်အမြင်နဲ့ပဲသူလည်းပြောပြခဲ့တာမဟုတ်ဘူးเนาะငါတော့ဒီလိုလုပ်ပါတယ်ဆိုပြီးတော့ဒါကျွန်တော်အမြင်နဲ့ကျွန်တော်ကိုယ့်အကိုကျွန်တော်မြင်တာလဲလွဲနေမှာပေါ့เนาะဒါပေမဲ့မြင်ခဲ့သမျှကတော့အဲ့လိုပဲသူကဒီရေရှည်လောင်းတန်းသွားမဲ့လူဆိုတော့သူ့ကိုသူတေးကြတဲ့အခါကျအဲ့လိုသူ sport မှာဝယ်ထားတဲ့ coin တွေဆိုလို့ရှိရင် short တာများတယ် short လို့ရတဲ့အမြင့်တွေကိုလေသူက sport trading ကိုအတွက် sport coin ကိုပြန်ပြီးတော့ဖြည့်ဝယ်တာများတယ်ပေါ့เนาะအဲ့လိုမျိုးတွေ့တာပြီးတော့မှအဲ့လိုကျင်းတွေတကယ်ဘယ်မှာဘူးမားကတ်ကြီးတစ်ခုရောက်လာပြီးတော့သူကျင်းတဲ့အားရလောက်တဲ့ဈေးတစ်ခုရောက်ပြီဆိုတဲ့အခါကျလို့ရှိရင် sport မှာဝယ်ထားတဲ့ဟာတွေကိုလို့အမြတ်တွေယူပြီးတော့ချောင်းတာပဲပေါ့เนาะအဲ့လိုမျိုးရှိတယ်နောက်ထပ်အချို့လူတွေကြောက်လဲဘယ်လိုမျိုးတွေ့လဲဆိုတော့ဟိုဒီ sport မှာဝယ်ထားတဲ့ asset ကိုအဲ့လိုမျိုးအပေါင်ထားတယ်ပေါ့နော်လုံးထားတယ်လုံးယူပြီးတော့ stable coin ထွက်လာတယ်အဲ့ဒီကောင်နဲ့တွားပြီးတော့ short တယ်ရလာတဲ့အမြတ်နဲ့အကျွေးပြန်ဆက်တယ်coin ဖြည့်ဝယ်တယ်ဒါမျိုးလေးရှိရပါတော့အချို့ Binance user တွေကြားလို့ရှိရင်ဒါလို့သူတို့ဒီ coin margin နဲ့ trade တယ်ပေါ့နော် coin margin နဲ့ trade ဆိုတာ future ကို trade ဖို့လို့အတွက် USDT မလို BTC ကိုင်ထားရင် IBTC BNB ကိုင်ထားရင် BNB Ethereum ကိုင်ထား Ethereum ကိုပဲတခြားတွေလည်းရှိသေးတယ်နော်ကိုင်ပြီးတော့အဲ့လို future trading ပြန်လုပ်လို့ရတဲ့အခါကျဈေးကြတော့မယ်လို့ထင်တယ်ဟို coin ကိုလည်းမရောင်းချင်တဲ့လူတွေကကြတော့အဲ့ဒီ coin ကိုပဲသုံးပြီးတော့ short တာမျိုးတွေလုပ်ကြတယ်အဲ့တော့အများကြီးပဲပေါ့နော်လုပ်လို့ရတဲ့ဟာတွေကအများကြီးပဲရှိတယ်အဲ့တော့ဟိုကိုကဟိုဘယ်ဟာကိုလုတ်တက်တယ်လဲပေါ့နော်ဆိုတာသူကျန်းကျင်လုတ်တက်အောင်လို့လေ့ကျင့်မှုလိုအပ်နေတယ်အဲ့တော့ကျွန်တော်တို့ဒီဘိုင်ဘစ်မှာဆိုလို့ရှိရင်ကျွန်တော် demo trading နဲ့လုပ်လို့ရတယ်ဘိုင်ဘစ်ရဲ့ demo trading interface ကဘာကောင်းလဲဆိုတော့အပြင်လောကဈေးနဲ့တိတ်မကွာဘူးပေါ့နော် demo trade လုပ်တဲ့ trader စီလည်းများတဲ့အခါကျတော့ဟိုဝယ်တာရောင်းတာတွေကလည်းနည်းနည်းလေးတကယ် main နဲ့ real market ကြီးနဲ့အလားတက်တူတယ်ပေါ့နော်ကွက်တီတော့ပဲတူနိုင်မှာမလဲဗျာအဲ့တော့ဟို demo ရထားတဲ့ပတ်စံလေးတွေ trade ကြရဆိုတော့လေနော်ဒါပေမဲ့ဟို anyway market nature လေးကတူတဲ့အခါကျတော့ကိုလေ့ကျင့်ချင်တာတွေအကုန်လုံးကို demo trading မှာတွားပြီးလေ့ကျင့်လို့ရတယ်လေ့ကျင့်ပြီးတော့ပညာတွေဖြည့်ပြီးတော့ကိုပညာပြည့်ပြီးလို့ထင်တဲ့အခါကျမှcrypto တွေကိုဝင်လို့လည်းရတယ်ပေါ့နော်ဟို Lexi ပေါ့နော်အခုချိန်မှာအသက်20ဆိုနောက်ထပ်ဟိုထားပါတော့နော်ဟိုကျွန်တော်မြန်မာလူမျိုးတက်တန်းရ80ထိပဲနေရမယ်ဆိုရင်တော့250အောင်ကျန်သေးရလေနော် market ဒီ bull and bear ကိုနောက်ထပ်10ချိန်12ချိန်လောက်ကျုံလို့ရသေးတယ်အသက်30ဆိုလဲနောက်ထပ်အနှစ်40ကျန်သေးတယ်10ချိန်ကျုံလို့ရသေးတယ်ဆိုတော့ကျုံးမှာအချိန်ကြီးအများကြီးရှိတယ်တည်ချင်းတရားကိုထဲမတွင်ပေါ့ဗျာအဲ့တော့အဲ့အချိန်ကာလအတွင်းမှာဒီတကွေ့မကြုံရင်နောင်တကွေ့ပေါ့နော်ဟိုပညာရယ် resource တွေကိုသုံးပြီးတော့တကွေ့မှာတော့ဒီ market တွေကိုဒီ space တွေကိုလှမ်းလိုက်ပြီးဝင်လာပြီးတဲ့ကိုယ့်ရဲ့ချိန်လန်းအလကားမဖြစ်ပါအောင်ကိုကုန်ခဲ့တဲ့အချိန်တွေကိုယ့်ရဲ့စိတ်ဝင်စားမှုတွေပေါ့နော်ကိုယ့်ဘက်ကလည်းစိုက်ထားတဲ့ effort တွေအများကြီးပဲရှိအောင်နော်အခု call ဆိုလဲဒီမှာကြည့်ပါအောင်နားဖို့ခံပြီးတော့တမီတမောလာပြီးတော့ internet ဘေးအကုန်ခံတခြားလုပ်တွေမလုပ်နိုင်မင်းနဲ့နားထောင်နေရတယ်လေနော်အဲ့တော့ကိုယ့်အတွက်အကျိုးတစ်ခုမဟုတ်တစ်ခုရှိအောင်တော့ပြန်ပြီးတော့ apply လုပ်ဖို့လိုတယ်လုပ်နိုင်မှဒါလည်းတန်လိမ့်မယ်ပေါ့နော်ဟောအဲ့ဒါဒီ call နဲ့ဒီ crypto နဲ့မှမဟုတ်ဘူးပေါ့နော်အားလုံးပဲကိုယ့်ဘဝမှာပေါ့နော်နေစဉ်တိုင်းမြသွားနေသမျှအရာအားလုံးမှာတက်နိုင်သမျှတော့ဟိုဘဝမှာတဲ့ဆိုတော့အဲ့လိုကုတ်တစ်ခုဖတ်ဖူးတယ်ပေါ့နော်နိုင်ငံခြားကုတ်တစ်ခုပါပဲရုပ်ရှင်တွေကကြည့်ဘူးလားတခြားမမှတ်မိတော့ဖတ်ဖူးတာတော့မဟုတ်ဘူးဟုတ်တယ်ရုပ်ရှင်ထဲမှာပါတဲ့စာသားတွေပေါ့နော်ရုပ်ရှင်ထဲမှာပါတဲ့စာသားကအဲ့လိုသူကတော့ a man လို့ပဲပြောတာပေါ့နော်ယောက်ျားတစ်ယောက်အနေနဲ့ဘဝမှာမိကုန်းတစ်ခုပဲမိတက်ဖို့ပေါ့နော်အမြဲလိုမီးနေဖို့လိုတယ်အဲ့ဒါဆိုရင်သူ့ဘဝကိုလုံလောက်တယ်ပေါ့နော်သူ့ဘဝအတွက်လောက်တယ်အဲ့ဒါဘာလဲဆိုတော့ငါဘာပြန်ရမှာလဲပေါ့နော် what I will get from this ပေါ့အဲ့တော့ဒီအရာကနေငါဘာရမှာလဲဆိုတာကိုပဲအဲ့လိုအဲ့မိကုန်းကသူကအမြဲလိုမီးတက်တဲ့လူတယောက်မီးတက်တဲ့ယောက်ျားတယောက်ဖြစ်နေဖို့လိုတယ်တဲ့အဲ့လိုပဲဒီကောလာနာထောင်နေငါဘာရမှာလဲပေါ့နော်ဘာရပါမှာလဲဒီ space ဒီ crypto တွေကိုဝင်လာတယ်ငါဘာရပါမှာလဲအဖြစ်ချပြင်တော့ကမှလည်းအဲ့လိုပဲတစ်ခုခုလုတ်တိုင်းမှာကိုဘာပြန်ရမှာလဲတွေးပြီးတော့ချက်ချင်းလည်းငင်းပြန်ရတာလည်းဖြစ်နိုင်တယ်ကြားကြီးနေမှာပြန်ရတာလည်းဖြစ်နိုင်တယ် anyway action ကအဲ့လိုရွေချက်ရှိနေပေါ့နော်ငါဘာရဖို့လုပ်နေတာဆိုတာမျိုးရှိတယ်ဆိုလို့ရှိရင်တော့အပွားမှာအဆင်ပြေချုံးမိနေမယ်လို့ထင်တယ်ဒီ crypto မှာမဟုတ်ဘူးအရာအားလုံးမှာပေါ့နော်အဲ့တော့အဲ့ဒါလေးတစ်ချက်ဖြစ်ပြောချင်ပါတယ်ဟုတ်ကျေးဇူးပါကောဒီနေ့ရှိနေပြီ sorry ပါရပါတယ် guys ကျေးဇူးတင်ပါတယ်အဲ့ဆိုတော့ guys လည်းဒီညပြောလိုက်တာတော်တော်လေးမောတော့မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ် guys ကိုလိုမျိုးဝင်ရောက်ဆွေးနွေးပေးသွားတဲ့တရားဒီည community ကောကအချိန်တစ်ခုလေးရောက်လာပြီဆိုတော့ကျွန်တော်နှုတ်ဆက်ဖို့အချိန်ရောက်လာပါပြီအားလုံးပဲကောင်းလို့ညလေးဖြစ်ပါစေခုနကပါခင်ဗျာကျွန်တော်ကောင်းလေးအပ်လိုက်ပါတော့မယ်ဗျ
နောက်ဘက်မှာပြန်ပြီးတော့တွေ့ရမယ်ခင်ဗျာ